နိုင်ငံတနိုင်ငံအတွက်ပထဝီနိုင်ငံရေးဟာဘယ်လောက်အရေးပါသလဲဒီမေးခွန်းကိုဖြေနိုင်မှုအတွက်ဖြစ်နိုင်ခြေတွေကိုအရင်ဆုံးစဉ်းစားကြည့်ပါမယ်အကယ်၍များမြန်မာနိုင်ငံဟာအမေရိကန်ပြည်ထောင်စုလိုအင်အားကြီးဒီမိုကရေစီနိုင်ငံကြီးတစ်ခုနဲ့နယ်နိမိတ်ချင်းထိစပ်နေခဲ့မယ်ဆိုရင်ဒါမှမဟုတ်အယောင်ပြဒီမိုကရေစီမဟုတ်တဲ့တနည်းအားဖြင့်ဒီမိုကရေစီစနစ်အားကောင်းပြီးအခိုင်အမာအမြင့်တွယ်နေတဲ့နိုင်ငံတွေနဲ့သာဝန်းရံထားခဲ့မယ်ဆိုရင်ဒါမှမဟုတ်တရုတ်လိုနိုင်ငံမျိုးနဲ့အဝေးတနေရာမှာရှိနေမယ်ဆိုရင်အိန္ဒိယသမုဒ္ဒရာလိုထွက်ပေါက်မျိုးလဲမြန်မာနိုင်ငံမှာရှိမနေဘူးဆိုရင်မြန်မာနိုင်ငံရဲ့အနာဂတ်ဟာတိထက်ကောင်းမွန်တဲ့အနေအထားတစ်ခုကိုရောက်ရှိသွားနိုင်တယ်ဆိုတော့ခိုင်မာအားကောင်းတဲ့အမြင်တွေရှိကြပါတယ်ဒီလိုသာဖြစ်ခဲ့မယ်ဆိုရင်မြန်မာပြည်သူတွေနဲ့ဒီမိုကရေစီမျှော်လင့်ချက်ဟာလည်းဒီလောက်ခက်ခဲစရာအကြောင်းမရှိသလိုအာဏာရှင်တွေကိုယ်တိုင်ကလည်းဒီလောက်အထိပြည်သူလူထုနဲ့အတိုက်ခံတွေပေါ်မှာအနိုင်ကျင့်ပိုကြရဲတော့မှာမဟုတ်ဘူးဆိုတဲ့အမြင်တွေလည်းအခိုင်အမာရှိနေပါတယ်။ဒီထက်ပိုပြီးပြင်းထန်တဲ့အယူဆကတော့မြန်မာနိုင်ငံမှာတရုတ်သဘောမတူပဲဒီမိုကရေစီမရနိုင်ဘူးဆိုတဲ့အယူဆပါ။ဒါကတရုတ်သဘောမတူပဲနင်တို့အာဏာရှင်စနစ်အောက်ကလွတ်မြောက်ခွင့်မရှိဘူးလို့ပြောလိုက်တာနဲ့အတူတူပါပဲ။ကျမတို့နိုင်ငံမှာပြည်သူလူထုရွေးချယ်တင်မြှောက်ထားတဲ့အစိုးရကိုအင်အားသုံးဖယ်ရှားပြီးမတရားအာဏာသိမ်းယူမှုကြောင့်ဖြစ်ပေါ်လာတဲ့ຫນွေဥတော်လှန်ရေးဟာအခုဆိုရင်9နှစ်ကျော်ကြာမြင့်လာခဲ့ပါပြီ။အခုချိန်ထိတော့အာဏာရှင်တွေပြုတ်ကျမသွားသေးပါဘူး။အဓိကအကြောင်းရင်းကတော့တရုတ်ကြောထောင်နောက်ခံပေးထားလို့ဖြစ်တယ်လို့တပြေးတညီတဲ့လက်ခံယူဆထားကြပါတယ်။ဒီအချိန်မှာပဲဒါဆိုရင်တော်လှန်ရေးအတွက်မျှော်လင့်ချက်ရှိသေးရဲ့လားဆိုတဲ့မေးခွန်းတွေလည်းရှိလာပါတယ်။တစ်ဖက်မှာလည်းတရုတ်နဲ့မညှိနှိုင်းတဲ့ NUG ရဲ့ဥဆောင်မှုအပေါ်မှာတန်ရာဝင်နေတာမျိုးလည်းရှိပါတယ်။ကျမတို့ဒီနေ့အစီအစဉ်ကတော့မြန်မာဒီမိုကရေစီရေးတိုက်ပွဲရဲ့လက်ရှိအနေအထားနဲ့အနာဂတ်အလားအလာတော်လှန်ရေးတစ်ခုလုံးရဲ့အားသာချက်အားနည်းချက်တကယ်ပဲနှောင့်နှေးကြန့်ကြာမှုတွေရှိနေတယ်ဆိုရင်အကြောင်းရင်းဆက်ကပါလေတရုတ်ကြောင့်တစ်ခုတည်းလားဘာတွေကိုပြင်ဆင်ပြောင်းလဲဖို့လိုမလဲကျမတို့အပြုသဘောနဲ့ဆွေးနွေးသုံးသပ်သွားမှာဖြစ်ပါတယ်ဆွေးနွေးပေးဖို့ဖိတ်ခေါ်ထားတဲ့ပုဂ္ဂိုလ်ကတော့ Institute for Peace and Social Justice ရဲ့အမှုဆောင်ဒါရိုက်တာဆရာဒေါက်တာတောင်းထွန်းဖြစ်ပါတယ်ဟုတ်ကဲ့ဆရာမင်္ဂလာပါမင်္ဂလာပါယမီဟုတ်ကဲ့ဟုတ်ကဲ့ဆရာအဲ့တော့ပထမဆုံးကျွန်မမေးချင်တာကတော့အခုဆိုရင်ဒါຫນွေဥတော်လှန်ရေးပေါ့နော်ဖြစ်လာခဲ့တာကျွန်တော်တို့9နှစ်ကျော်ကြာမြင့်လာခဲ့ပြီပေါ့နော်ဒါအစောပိုင်းမှာတော့ဒါຫນွေဥတော်လှန်ရေးဟာဒီအချိန်ဟုန်နဲ့အားကောင်းခဲ့တယ်ပေါ့နော်အချိန်ဟုန်မြင့်မားခဲ့တယ်လို့ပြောလို့ရပါတယ်ဒါကတော့ဒီတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့အားပေးကူညီမှုတွေလည်းပါတယ်ပေါ့လေဆိုတော့မိတို့ပင်ဆိုစေအားကောင်းလာခဲ့တဲ့အနေအထားကနေဒါအခုတော့ပေါ့နော်တချို့နေရာတွေမှာအခြေအနေကတမျိုးပြန်ဖြစ်လာတယ်ပေါ့နော်စစ်တပ်ကတချို့နေရာတွေမှာပြန်ပြီးအသာစီးရလာတဲ့သဘောလေးတွေလည်းတွေ့ရတယ်ပေါ့လေအဲ့တော့ဒီချိန်မှာပဲစိုးရိမ်မှုတွေလည်းရှိလာတယ်ဒါဆိုရင်တော်လှန်ရေးကဒီလိုနဲ့လုံးဝပါတော့မလားဆိုတဲ့အမြင်တွေဝင်လာကြတာမျိုးထီအောင်ရှိလာတယ်ပေါ့လေအဲ့တော့ကျွန်မမေးချင်တာကလက်ရှိဆရာရဲ့ဒီတော်လှန်ရေးပေါ့အမြင်ပေါ့နော်လက်ရှိအနေအထားပေါ်မှာပေါ့နော်ဆရာဘယ်လိုရှုမြင်ထားတာရှိသလဲပေါ့နော်အဲ့ဒါလေးသိချင်ပါတယ်ဆရာဟုတ်ကဲ့ဆိုတော့ຫນွေဥတော်လှန်ရေးရဲ့ဒီဖြစ်ပေါ်တိုးတက်မှုကကျွန်တော်တို့ကျွန်တော်တို့နိုင်ငံတွင်းမှာရှိတဲ့အဓိကကျတဲ့ဇက်ဆောင်တွေပေါ့နော်အဓိကကျတဲ့ဇက်ဆောင်တွေဆိုတာမှာကျွန်တော်တို့အဲ2020ရွေးကောက်ပွဲကရွေးချယ်တင်မြှောက်ခံရတဲ့လွှတ်တော်ကိုယ်စားလှယ်တွေဒီလွှတ်တော်ကိုယ်စားလှယ်တွေကိုကိုစားပြုပြီးတော့ဒီတရားဝင်မှုပေါ်မှာအခြေခံထားတဲ့ဒီ NUG ပေါ့နော်မြို့သားညီညွတ်ရေးအစိုးရခေါင်းဆောင်နေနောက်တစ်ခုကတော့ဒီမိုကရေစီအင်အားစုပေါ့ရပ်ဘက်လူအဖွဲ့အစည်းပါဝင်ဒီမိုကရေစီအင်အားစုအဖွဲ့အစည်းကခေါင်းဆောင်နေပေါ့နော်နောက်အရေးကြီးတဲ့ခန်းကဏ္ဍမှာပါဝင်ကတော့ကျွန်တော်တို့တဘာရင်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ဒီအဖွဲ့အစည်းတွေခေါင်းဆောင်နေပေါ့နော်ဒီခေါင်းဆောင်တွေရဲ့ဒီကြားထဲမှာရှိတဲ့ဆက်ဆံရေးပူးပေါင်းဆောင်ရွက်မှုเนาะကျွန်တော်တို့ဒီခေါင်းဆောင်မှုစွမ်းရည်ပေါ့နော်ဒါတွေနဲ့အဲ့ဒီတော်လှန်ရေးပုံမှာပြည်သူလူထုရဲ့ထောက်ခံမှုကတော့အဓိကအကြောင်းတရားတွေမှာပါတယ်လို့မြင်တာပေါ့နော်ခုနပထဝီနိုင်ငံရေးအပါဝင်ဘယ်နိုင်ငံကထောက်ခံတယ်လဲဘယ်နိုင်ငံကဘယ်သူ့ကိုထောက်ခံတယ်လဲဘယ်နိုင်ငံကပြည်တွင်းရေးကိုမိမိရဲ့နိုင်ငံအကျိုးစီးပွားတွေဝင်ရောက်ဆွတ်ဖက်နေတယ်လဲဆိုတဲ့ကိစ္စတွေကအရေးမကြီးဘူးလားဆိုတော့အရေးကြီးတယ်တက်ရောက်မှုတွေလည်းရှိတယ်နော်ပထဝီနိုင်ငံရေးအနေအထားတွေဟာနိုင်ငံတစ်ခုရဲ့ဖြစ်ပေါ်တိုးတက်မှုကိုအပြုသဘောအရတက်ရောက်မှုရှိနိုင်သေးတယ်လို့အပြည့်သဘောအရလည်းတက်ရောက်စေနိုင်တယ်ဒါပေမဲ့လို့ကျွန်တော်တို့လက်ခံထားမှာတော့ကျွန်တော်တို့နိုင်ငံရဲ့ပထဝီအနေအထားအရတည်ရှိမှုဟာပြောင်းလဲလို့ရတဲ့အချက်မဟုတ်ဘူး
တစ်ခုရှိတယ်ကျွန်တော်တို့ဒီနိုင်ငံတွေရဲ့နိုင်ငံတစ်ခုနဲ့တစ်ခုဆက်ဆံရေးအဲ့နိုင်ငံရဲ့ပြည်တွင်းရေးမှာရှိတဲ့ဒီဇက်ဆောင်တွေကိုချင်းကပ်တဲ့နေရာမှာနံပါတ်တစ်ခုကတော့ဗာလဲဆိုတော့ဒီဒီကျွန်တော်တို့ဒီစံနှုန်းတွေအပေါ်မှာပေါ့နော်လက်ခံသင့်တဲ့စံနှုန်းပေါ့နော်လူအဖွဲ့အစည်းတွေလက်ခံသင့်တဲ့စံနှုန်းတွေကဘာကြီးတစ်ခုလုံးကလက်ခံတဲ့စံနှုန်းတွေနဲ့ဒီကျွန်တော်တို့ယက်တီမှုတွေသဘောထားတွေထားတာရှိတယ်လို့ကိုယ်နိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားအတွက်လည်းအခြေခံပေါ်မှာလည်းစဉ်းစားတာလည်းရှိတယ်အဲ့တော့ဒီနိုင်ငံတကာဆက်ဆံရေးမှာကတော့ဘလို့ပဲဖြစ်ဖြစ်အများစုကတော့ကိုယ်နိုင်ငံရဲ့အခြေခံအကျိုးစီးပွားပေါ်မှာဆက်ဆံကြတာပဲเนาะဆိုတော့အဲ့ဒီအခါမှာဒီကျွန်တော်တို့ဒီပြုပြင်ပြောင်းလဲရေးအတွက်လုပ်နေတဲ့အင်အားစုတွေဒီเนาะဒီလိုဘေးပတ်ဝန်းကျင်နိုင်ငံတွေနဲ့ဆက်ဆံရေးမှာကျွန်တော်တို့ကဘေးပတ်ဝန်းကျင်တွေရဲ့သူတို့အကျိုးစီးပွားဖြစ်တဲ့ကျွန်တော်တို့နိုင်ငံရဲ့တည်ငြိမ်မှုကိုကျွန်တော်တို့ကဘယ်လောက်ထိန်းသိမ်းနိုင်တာလဲအထူးသဖြင့်ဒီနေဆက်ဒေသတွေမှာတည်ငြိမ်မှုတွေနောက်နေဆက်ဒေသတွေကိုဖြတ်ကျော်ပြီးတော့ရာဇဝတ်မှုတွေဖြစ်ပွားနေတဲ့ကိစ္စတွေမူရည်စေဝါတွေဖြတ်သန်းနေတဲ့ကိစ္စတွေနောက်တစ်ခုကတော့နေဆက်ကုံတော်ရေးကိစ္စတွေပေါ့ဒါစီးပွားရေးကိစ္စတွေအဲ့ဒါတွေအတွက်လိုအပ်တဲ့တည်ငြိမ်မှုကိုကျွန်တော်တို့ကဘယ်လောက်ထိန်းသိမ်းနိုင်တယ်လဲဘယ်အင်အားစုကပိုထိန်းသိမ်းပေးနိုင်တယ်လဲဘယ်အင်အားစုပေါ်မှာသူတို့အားကိုးလို့ရမလဲနော်သူတို့ရဲ့အကျိုးစီးပွားကိုဘယ်အင်အားစုကဆောင်ကျဉ်ပေးနိုင်မလဲပေါ့အကျိုးစီးပွားဆိုတာရေတိုအကျိုးစီးပွားရှိတယ်ရေရှည်အကျိုးစီးပွားရှိတယ်နော်တခါတရံမှာကတော့ရေရှည်အကျိုးစီးပွားအတွက်မသေးကြတဲ့အခါမှာသူတို့ကရေရှည်အကျိုးစီးပွားကိုပဲအခြေခံပြီးတော့ဆုံးဖြတ်မှုတွေလုပ်ကြတာပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်တို့ကလည်းပဲကျွန်တော်တို့ရဲ့နိုင်ငံခြားရေးဆိုင်ရာမူဝါဒကိုစဉ်းစားတဲ့အခါမှာကျွန်တော်တို့ရဲ့အမျိုးသားအကျိုးစီးပွားကိုစဉ်းစားရမှာပဲကျွန်တော်တို့ရဲ့အမျိုးသားအကျိုးစီးပွားဆိုတာလက်ရှိအနေအထားမှာတော့ကျွန်တော်တို့နိုင်ငံမှာဒီမိုကရေစီဖက်ဒရယ်နဲ့ဒီမိုကရေစီလူ့အခွင့်အရေးကိုပေါ်ဆောင်မှုကကျွန်တော်တို့ရဲ့အမျိုးသားအကျိုးစီးပွားပဲကျွန်တော်တို့နိုင်ငံဟာဖက်ဒရယ်ဒီမိုကရေစီနိုင်ငံမထူထောင်နိုင်မဲနဲ့ကျွန်တော်တို့နိုင်ငံမှာကောင်းမွန်တဲ့အုပ်ချုပ်ရေးနဲ့ဒီကျွန်တော်တို့တရားဥပဒေစိုးမိုးမှုမရှိဘဲနဲ့ကျွန်တော်တို့နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကဘလို့မှဖြစ်ပေါ်မှာမဟုတ်ဘူးเนาะအဲ့တော့ကျွန်တော်တို့ရဲ့ဒီဖက်ဒရယ်နဲ့ဒီမိုကရေစီစနစ်အောင်မြင်စွာပေါ်ဆောင်ရေးအတွက်အကူအညီပေးနိုင်တဲ့နိုင်ငံတွေကဘယ်သူတွေလဲအဲ့ဒါတွေကိုဟန်တားနေတဲ့သူတွေကဘယ်လိုလဲဟန်တားနေတဲ့သူတွေကကြားကြသွားအောင်ဘယ်လိုလုပ်မှာလဲကူညီပေးနေတဲ့သူတွေရောဘယ်လိုမျိုးနှီးစပ်စွာဆောင်ရွက်မလဲဆိုတဲ့မဟာဗျူဟာကိုကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်တို့ချမှတ်ရမှာဖြစ်ပါတယ်เนาะကျွန်တော်ပြောချင်တာတော့အဓိကတော့ဒီအင်အားတီဆောက်နိုင်မှုနဲ့အပြောင်းလဲအရွေ့တွေကိုတီဆောက်နိုင်မှုဟာကျွန်တော်တို့အချင်းချင်းကြားမှာရှိတဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ကျွန်တော်တို့ရဲ့လုံနိုင်ကိုင်နိုင်တဲ့စွမ်းရည်ပေါ်မှာအဓိကဦးတည်တယ်လို့ပဲကျွန်တော်ကောက်ချက်ချခြင်းပါဟုတ်ကဲ့ဆရာဟုတ်ကဲ့ကျေးဇူးပါအဲ့တော့ဆရာထောက်ပြသွားတဲ့အထက်ထဲမှာတော့ဒါမှန်ကန်တဲ့မဟာဗျူဟာတွေရှာနိုင်ဖို့လည်းအရေးကြီးတယ်ပေါ့နော်လောက်ရီကန်ကြီးလည်းအရေးကြီးတယ်ဒါလေးတွေကိုဆရာထောက်ပြသွားတာတွေ့ရတယ်ပေါ့လေအဲ့တော့တစ်ဖက်မှာတော့ဒီကာချုပ်မင်းအောင်လှိုင်ကနေအခုဆိုလို့ရှိရင်ရွေးကောက်ပွဲလုပ်ပြီးတော့သမ္မတဦးမင်းအောင်လှိုင်ဖြစ်သွားပြီပေါ့နော်နောက်ပြီးတော့ဒါဟာသူ့ကိုကြောထောက်နောက်ခံပေးနေတဲ့ဟလာတရုတ်ရုရှားဘယ်လာရုစ်လိုနိုင်ငံတွေရဲ့အကူအညီကိုလည်းသူကရထားတယ်အဲ့တော့ဒီကြားထဲမှာပဲဒါအိန္ဒိယကလည်းဟလာတရုတ်ဘက်ကိုရိမ်းသွားမှကြောက်လို့ဆွဲထားခြင်းတဲ့နိုင်ငံဖြစ်နေတယ်ဟလာထိုင်းလိုစက်အုပ်စုကိုထားပါတယ်ဆိုတဲ့နိုင်ငံကလည်းရှိတယ်တခါဒီကမ္ဘောဒီးယားနဲ့လာအိုတို့လိုတရုတ်ဩဇာမကင်းတဲ့နိုင်ငံတွေကလည်းအာဆီယံထဲမှာရှိနေတယ်ဆိုတဲ့အခါကျတော့သူတို့ကလည်းဒီရှင်တွေကိုလောလောဆယ်မှာစောင့်ကြည့်နေတယ်ပေါ့လေအဲ့တော့ဒါပေမဲ့ဒီနိုင်ငံတွေဟာလိုအပ်ရင်ဒါအတိမတ်ပြုဖို့ဝင်မလေးလောက်ဘူးတဲ့နိုင်ငံတွေဖြစ်မယ်လို့သုံးသပ်ကြတာမျိုးတွေလည်းရှိတယ်လေဆိုတော့အဲ့တော့ကိုသမ္မတပါလို့ပြောနေတဲ့ဦးမင်းအောင်လှိုင်ကလည်းဒီအပေါ်မှာကောင်းကောင်းအသုံးချပြီးတော့နိုင်ငံရေးကစားနေတယ်လို့မြင်တယ်ပေါ့လေအဲ့တော့တစ်ဖက်မှာတော့ဒီမိုကရေစီအင်အားစုတွေကအားကိုးတဲ့နိုင်ငံတွေကကြတော့ဒီအားကိုးတလောက်ဖြစ်မလာဘူးပေါ့ဆရာရဲ့အဲ့တော့ဒီလိုအနေအထားမျိုးအောက်မှာတော်လှန်ရေးဒီပုံစံနဲ့ဆက်သွားရင်တော်လှန်ရေးအောင်မြင်နိုင်တဲ့အလားအလာရှိသေးသလားပေါ့နော်ဘာတွေဆရာစဉ်းစားမိတာရှိတယ်လဲပေါ့ဆိုရင်ပူပန်မှုတွေတချို့မှရှိလာတယ်လေအဲ့တော့ဆရာအမြင်ကိုသိချင်တယ်ပေါ့လေဟုတ်ကဲ့ပထမအနေနဲ့ကတော့ကျွန်တော်တို့ကကဘာကြီးရဲ့အနေအထားဒီကဘာကြီးရဲ့တန်ဖိုးထားမှုစံနေเนาะအဲ့ဒီတန်ဖိုးထားမှုစံနေပေါ်မှာအခြေခံတဲ့ဒီမဟာမိတ်စုဖွဲ့မှုတွေနိုင်ငံရေးအခင်းအကျင်းတွေဦးစားပေးသတ်မှတ်မှုတွေကပြောင်းလဲနေတယ်ဆိုတော့ကျွန်တော်တို့သတိပြုရမယ်
နော်ကျွန်တော်တို့ဒီကနေ့သွားနေတဲ့တော်လှန်ရေးကာလဒီ1990ကာလနော်ဒီကျွန်တော်တို့အရှေ့ဂျာမနီနဲ့အနောက်ဂျာမနီကိုခြားထားတဲ့ဘာလင်တရိုင်းပြိုကျပြီးတော့ဥရောပမှာဒီမိုကရေစီကူးပြောင်းမှုအရှိန်အဟုန်နဲ့ဖြစ်လာတဲ့ကာလနော်ဥရောပတွေမဟုတ်ပါဘူးကျွန်တော်တို့ Latin America မှာပဲဖြစ်ဖြစ်ကျွန်တော်တို့အာရှမှာပဲဖြစ်ဖြစ်ပေါ့နော်ဖိလစ်ပိုင်တို့အင်ဒိုနီးရှားတို့မှာဒီဘာလုံးမှာဒီမိုကရေစီပြောင်းလဲမှုကာလနဲ့ဒီမိုကရေစီဒါလျင် liberal democracy ပေါ့ liberal democracy ဒါလျင်သမိုင်းရဲ့အဆုံးဖြစ်တယ်နော်ဒီကမ္ဘာလုံးကနိုင်ငံတွေကအဲ့ဒီကိုကူးပြောင်းမှတပါတခြားမရှိဘူးဆိုရဲကာလတော့မဟုတ်တော့ဘူးအဲ့လိုကောက်ချက်ကိုဒါဖူကူယာမာတို့လိုတကယ်နိုင်ငံရေးသိပ္ပံပညာရှင်တွေကောက်ချက်ဆွဲခဲ့ကြတယ်အဲ့ဒီကာလမှာဒီမိုကရေစီအင်အားစုတွေဒီမိုကရေစီနိုင်ငံတွေရဲ့စီလုံးမှုနော်ဒီ liberal democracy လူအခွင့်အရေးစံပေါ်မှာယက်တီမှုတွေကခိုင်မာခဲ့တယ်အားကောင်းခဲ့တယ်နော်ဒီကနေ့ကာလမှာကြတော့ဘာဖြစ်လာလဲဆိုတဲ့အခါကျတော့ဒီစစ်အေးကာလပေါ့နော်ဒုတိယကမ္ဘာစစ်အပြီးစစ်အေးကာလအလွန်မှာဒီရင်းရှင်အုပ်စု liberal democracy အုပ်စုနဲ့ဒီ socialist communist အုပ်စုအားပြိုင်တဲ့အနေအထားကနေခုနပြောသလိုဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်လာပြီးတော့ကဘာကြီးမှာဩဇာဖြန့်ကျက်မှုကလည်းဒီ unipolar world ခေါ်တဲ့ American နိုင်ငံရဲ့ဥဆောင်မှုဒီကြီးစိုးမှုပေါ့နော်အင်အားဖြန့်ကျက်မှုအခြေခံပေါ်မှာဖြစ်လာတယ်အဲ့ဒီအနေအထားမှာနောက်ပိုင်းမှာကျတော့ဒီနေ့ကဘာကြီးမှာဝင်ရိုးစွန်းနိုင်ငံအများစုပေါ့ multipolar war ပေါ့နော်တကယ်ခစ်ပြိုင်အင်အားကြီးနိုင်ငံတွေပေါ်ပေါက်လာပြီးတော့မိမိတို့ရဲ့ဩဇာဖြန့်ကျက်မှုနဲ့မိမိတို့ရဲ့ဒီဩဇာဆက်ဝင်းကိုပြိုင်ဆိုင်နေတဲ့ကာလဖြစ်လာတယ်နော်အဲ့ပြိုင်ဆိုင်မှုတွေမှာထိတ်တိုက်တွေလည်းတွေ့ကြတယ်နောက်ပြီးတော့မဟာမိတ်အသက်စုဖွဲ့မှုတွေလည်းတွေ့ရတယ်နော်ဆိုတော့အဲ့ဒီဟာမှာနိုင်ငံတော်တော်များများဒီကျွန်တော်တို့ကိုယ်နိုင်ငံရဲ့ကာကွယ်ရေးလုံခြုံရေးကိုယ်နိုင်ငံရဲ့စီးပွားရေးနော်တကယ်မဟာဗျူဟာမြောက်တယံဇာတတွေစင်ဆက်မပြတ်ရရှိနိုင်ရေးဒါတွေကိုဦးစားပေးအစီအစဉ်နေနဲ့ချမှတ်လာတာတွေ့ရတယ်နိုင်ငံတနိုင်ငံရဲ့ပေါင်းသင်းဆက်ဆံရေးမှာအဲ့ဒီအခြေခံတွေပေါ်မှာပို့ပြီးတော့ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအခြေခံစံပေါ်မှာဆက်ဆံမှုတွေကအားနည်းလာတယ်နော်အော်ဒီမိုကရေစီcommunity of democracy ခေါ်တဲ့ဒီမိုကရေစီနိုင်ငံရဲ့စုဖွဲ့မှုကလည်းပြိုကွဲလာတဲ့အနေအထားတွေကိုကျွန်တော်တို့တွေ့ရတယ်နော်ဆိုတော့အဲ့ဒီအနေအထားမှာကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေကလည်းပဲကိုယ့်ရဲ့အင်အားကိုမိမိအင်အားကိုမိမိဖာသာတိဆောက်ရမယ်ဆိုတဲ့အနေအထားကမလွယ်မသွေရောက်လာတယ်နော်ကိုယ့်အင်အားကိုကိုမိမိဖာသာတိဆောက်နိုင်မှဟာလာဒီကိုယ့်ပတ်ဝန်းကျင်နိုင်ငံတွေပဲဖြစ်ဖြစ်နိုင်ငံတကာအဓိကဇက်ဆောင်တွေပဲဖြစ်ဖြစ်အတိအမှတ်ပြုမှုလေးစားမှုပူးပေါင်းဆောင်ရွက်မှုနော်ဒီကိုကျွန်တော်တို့ပို့ရမယ်အဲ့ရမှတစ်စိကူညီမှုတွေနော်နောက်ပြီးတော့ဒီတရားဝင်အတိအမှတ်ပြုမှုတွေရနိုင်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့သဘောပေါက်ဖို့လိုတယ်ဆိုတော့ကျွန်တော်တို့ကဒီနိုင်ငံတကာဆက်ဆံရေးမှာနိုင်ငံတွေနဲ့တွဲဆုံနေဆွေးနွေးတဲ့နေရာမှာအရင်လိုဒီမိုကရေစီနဲ့ human rights နဲ့ကျွန်တော်တို့ကဓမ္မဘက်ကပါသူတို့ကအဓမ္မဘက်ကပါသူတို့ကဖိနှိပ်တဲ့သူတွေပါကျွန်တော်တို့ကခံရတဲ့သူတွေပါဆိုတဲ့ဒီဗမာပြည်ရဲ့အခြေအနေကိုတင်ပြမှုတွေနဲ့မလုံလောက်တော့ဘူးเนาะကျွန်တော်တို့ကဓမ္မဘက်ကသူတို့ကအဓမ္မဘက်ကအဲ့ဒီအတွက်လူထုတရက်လုံးပါဝင်တဲ့ဒီဒီမိုကရေစီတော်လှန်ရေးအသွင်ကူးပြောင်းရေးကိုကျွန်တော်တို့ဆောင်ရွက်နေတယ်ဆောင်ရွက်နေတဲ့မှာကျွန်တော်တို့ကြားထဲမှာရှိတဲ့စုစည်းညီမှုနဲ့တာဝန်ခွဲရမှုတွေကဘယ်လိုရှိတယ်ရတဲ့နိုင်ငံရေးရလဒ်တွေစီရေးရလဒ်တွေကျွန်တော်တို့ကြားထဲမှာအနာဂတ်လူ့အဖွဲ့အစည်းနဲ့ပတ်သက်လို့သဘောတူညီမှုတွေဒီကနေ့ကျွန်တော်တို့ကြားထဲမှာရှိတဲ့ဆက်ဆံရေးတွေဘယ်စံချိန်စံညွှန်းဘယ်ဥပဒေမူပေါင်းဒီပေါ်မှာအခြေခံပြီးတော့ဆက်ဆံနေတယ်လေအဲ့ဒီဆက်ဆံရေးအတွက်မူပေါင်းတွေရောကျွန်တော်တို့ကြားထဲမှာဘယ်လိုတိဆောက်ထားတယ်လဲနော်ကျွန်တော်တို့ယုံကြည်တဲ့တန်ဖိုးထားမှုစံတွေကိုလက်တွေ့အကောင့်ထဲဖို့ဘယ်လို institution တွေဘယ်လိုမျိုးရန်ရာတွေကျွန်တော်တို့တိဆောက်နိုင်ပြီးပြီလဲနော်အဲ့တော့စစ်အာဏာရှင်ကာလအလွန်မှာရောကျွန်တော်တို့နိုင်ငံဒီကျွန်တော်တို့အရှေ့တောင်အာရှနဲ့အိန္ဒိယနိုင်ငံတွေဒီပတ်ဝန်းကျင်မှာတည်ငြိမ်မှုနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဆောင်ကျဉ်နိုင်တဲ့နိုင်ငံတစ်ခုဖြစ်မဲ့အလားအလာဘယ်လောက်ရှိတယ်လဲ
ကျွန်တော်တို့ကဘယ်လိုမျှော်မှန်းထားတယ်လဲဘယ်လောက်လှုပ်ထားတယ်လဲစသဖြင့်ကိုကျွန်တော်တို့ကမိမိတို့ရဲ့ပေါ့တင်ပြပြောဆိုမှုကိုပြောင်းရမယ့် data ဖြစ်သွားတယ်ကျွန်တော်တို့တွေဒီဒုက္ခရောက်နေတဲ့သူတွေကိုကယ်တင်ဖို့ကျွန်တော်တို့ပြောနေတာမဟုတ်ဘူးကျွန်တော်တို့တွေဒီကျွန်တော်တို့ရဲ့အားထုတ်မှုနဲ့ကျွန်တော်တို့ဒီရလဒ်တွေကိုကျွန်တော်တို့ရအောင်လုပ်ပေးတယ်ဒါတွေကိုအတိမတ်ပြုဖို့เนาะဒီပြုပြင်ပြောင်းလဲမှုတွေလုပ်တဲ့ဒီအရှိန်အဟုန်ကိုမြင့်တင်လာအောင်တတ်နိုင်တဲ့ဘက်ကနေဝိုင်းဝန်းကူညီဖို့ဆိုတဲ့သဘောထားမျိုးနဲ့တင်ပြတာကိုဖြစ်ဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ရဲ့လှုပ်ဆောင်မှုတွေမှာ policy ဆိုင်ရာတွေမူဝါဒတွေဥပဒေမူပေါင်းတွေဘလောက်ကျွန်တော်တို့ကတဖြည်းဖြည်းချမှတ်ကျင့်သုံးလာသလဲเนาะပြီးလို့ရှိရင်เนาะကျွန်တော်တို့ကအဲ့ဒီဟာတွေဒီပေါ်ဆောင်မှုအတွက်ရန်ရာတွေဘလောက်တိဆောက်ပြီးပြီလဲအဲ့ရန်ရာတွေကိုလဲပတ်မဲ့ဒီပုံကိုယ်တွေရောဘယ်လိုမျိုးအရေးသွေးမြင့်မားမှုတွေကိုတစ်နှစ်ပြီးတစ်နှစ်ကျွန်တော်တို့မြင့်တင်နိုင်ပြီလဲမြင့်တင်တဲ့လုပ်ငန်းစဉ်တွေရောကျွန်တော်တို့ဘယ်လိုချထားတယ်လဲဒါတွေကိုတည်တည်ချာချာလုပ်ဖို့လိုတယ်ကျွန်တော်တို့တွေဒီစစ်အာဏာရှင်ဆန့်ကျင်ရေးစစ်အာဏာရှင်ပြတ်သုံးရေးကိုလုပ်နေတာမဟုတ်ဘူးကျွန်တော်တို့ဟလာဒီအရှိတောင်အာရှတခွင်မှာကျွန်တော်တို့စီးလုံးမှုရှိတဲ့တည်ငြိမ်တဲ့ကောင်းမွန်တဲ့အုပ်ချုပ်ရေးကိုဖော်ဆောင်နိုင်တဲ့ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကိုအပြုသဘောကနေပြီးတော့တစ်ဖက်တစ်လမ်းကကျွန်တော်တို့ဆောင်ကျဉ်ပေးနိုင်တဲ့အားဖြည့်ပေးနိုင်တဲ့လမ်းကြောင်းကိုရှေ့ရှုနေတဲ့အင်အားစုဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဖော်ပြနိုင်ဖို့အများကြီးရေးကြည့်တယ်လို့ကျွန်တော်ထင်ပါတယ်ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆရာဒီနေရာမှာထောက်ပြသွားတဲ့အထက်မှာကျွန်မနည်းနည်းစဉ်းစားမိတာတစ်ခုရှိတယ်ပေါ့လေအဲ့တော့NUG ရဲ့ဥဆောင်မှုလို့ပြောကြတာပေါ့လေပြောကြတဲ့အခါကျတော့ဒီတချို့တန်ရဝင်နေတာလေးတွေရှိပါတယ်အဲ့တော့တစ်ဖက်မှာကျတော့လေနိုင်ငံတကာကမေးတာရှိတယ်ပေါ့လေ NUG ကိုNUG ကတောင်းဆိုတာကိုနော် NUG ကိုအတိမတ်ပြုပေးဖို့ဆိုပြီးတော့ဒါပြီးခဲ့တဲ့ကာလအပိုင်းခြားတွေမှာတောက်ချောက်တောင်းဆိုလာခဲ့တာတွေရှိတယ်အဲ့တော့နိုင်ငံတကာကမေးတာကနင်တို့ကို NUG ကိုအတိမတ်ပြုဖို့တောင်းဆိုနေတယ်ဟုတ်ပြီဒါဆိုရင်နင်တို့နောက်မှာဘယ်သူရှိတယ်လဲဆိုတာမျိုးမေးတယ်ပေါ့လေကျမတို့ပြန်ကြားသိရတယ်လို့ပေါ့နော်အဲ့တော့တိုင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ဒီခိုင်မာအကောင်းနဲ့နားလည်မှုတစ်ခုပေါ့နော်မူပေါင်းတစ်ခုဂတိကဝတ်တစ်ခုပေါ့ရထားပြီလားဆိုတာမျိုးမေးတယ်လို့ကြားတယ်ပေါ့လေဒါကပြီးခဲ့တဲ့ဒါအမေရိကမှာဆိုလို့ချင်းသမ္မတဘိုင်ဒန်အစိုးရလက်ထက်မှာနိုင်ငံခြားရေးဝန်ကြီးဌာနကတာဝန်ရှိသူတူကဒီလိုမေးတယ်လို့ကျမတို့ကြားပါတယ်အဲ့တော့သိရသလောက် NUG ဘက်မှာကြတော့လေအဲ့ဒါကိုချပြဖို့လိုအပ်နေတယ်ပေါ့နော်အဲ့တော့တစ်ဖက်ကပြန်ကြည့်တော့လေဒါကျမတို့နားလည်သလောက်ဆိုရင်ဒါတိုင်းသားလက်နက်ကိုင်တွေဘက်ကကြတော့လေ NUG ကိုဘယ်နိုင်ငံကတချို့သောတိုင်းသားလက်နက်ကိုင်တွေကစောင့်ကြည့်နေတာကြီးဘယ်နိုင်ငံကအတိမတ်ပြုပြီးလဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့မှဒီ NUG ရဲ့ဥဆောင်မှုနောက်ကိုလိုက်တင်မလိုက်တင်ဆိုတာမျိုးစဉ်းစားနေစေဆိုတာမျိုးလေးလေကျမတို့ကြားရတယ်ပေါ့လေဆိုတော့စုံချက်ကရှိသေးရဲ့လားပေါ့ဒီဟနေတဲ့အဟကိုဘယ်လိုဖြည့်ဆည်းမလဲပေါ့နော်ဆရာနည်းနည်းလောက်ဆရာအမြင်ကိုသုံးသပ်ပေးပါလားโอเคဒီနိုင်ငံတကာရဲ့အတိအမှတ်ပြုမှုအပိုင်းမှာ NUG က2020ရွေးကောက်ပွဲကိုအခြေခံတဲ့เนาะကျွန်တော်တို့ဒီ jury ဒီ government ပေါ့เนาะဒီ jury government တခုအနေနဲ့သူအခန်းကဏ္ဍအရေးကြီးတယ်ဆိုတာတော့ကျွန်တော်လက်ခံပါတယ်เนาะဆိုတော့ဒီ2020ရွေးကောက်ပွဲအခြေခံပေါ်မှာလည်းပဲဒီတစုံတရာအထူးသဖြင့် liberal democracy နိုင်ငံတွေနဲ့ဆက်ဆံရေးနဲ့စာနာမှုကိုတည်ဆောက်နိုင်တယ်ဒါကိုတော့ကျွန်တော်အတိအမှတ်ပြုရမှာပေါ့နော်အရေးလည်းကြီးပါတယ်ဒီရလဒ်ကိုကျွန်တော်တို့ဆက်လက်ထိန်းသိမ်းထားနိုင်မှုသို့တော်ရွေးကောက်ပွဲရလဒ်တစ်ခုတည်းနဲ့တော့နိုင်ငံတကာအတိအမှတ်ပြုဖို့ဆိုတာဘလို့မှမဖြစ်နိုင်တဲ့ကိစ္စနော်လက်တွေ့နိုင်ငံရေးမှာလက်တွေ့တန်တမာရေးမှာအဓိကကျွန်တော်တို့ဒီနံပါတ်1မြန်မာနိုင်ငံလို့ခေါ်တဲ့ဒီပြည်ထောင်စုပေါ့နော်ဒီနယ်နိမိတ်အတိုင်းဝိုင်းကိုစားပြုတဲ့နိုင်ငံတော်ကိုစားပြုတဲ့ဒီ actors တွေပေါ့နော်ဇက်ဆောင်တွေဖြစ်တယ်ဆိုတာကိုဖော်ပြတဲ့နေရာမှာ NUG တွေမဟုတ်ပါဘူးတခြားတော်လှန်ရေးအင်အားစုတွေတိုင်းသားတော်လှန်ရေးအင်အားစုတွေတခြားတော်လှန်ရေးအင်အားစုတွေပါအဲ့ဒီအားလုံးရဲ့ဒီပူးပေါင်းဆောင်ရွက်မှုเนาะဒီအချိန်မှာတယောက်တစ်ယောက်အပြစ်တင်နေမယ်ဆိုအားလုံးရဲ့ပူးပေါင်းဆောင်ရွက်မှုအားလုံးကနေပြီးတော့ကျွန်တော်တို့ဒီနံပါတ်1ကျွန်တော်တို့နိုင်ငံကတိုင်းရင်းသားပေါင်းစုံနေထိုင်တဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ diversity လို့ခေါ်တဲ့ကွဲပြားမှုတွေပေါ့နော်ယဉ်ကျေးမှုအရဘာသာစကားအရနော်ဒီကွဲပြားမှုတွေရှိနိုင်တယ်နော်အဲ့ဒီလိုမျိုးပဲကျွန်တော်တို့ကကိုယ်ပိုင်အုပ်ချုပ်ရေးကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအခြေခံတဲ့
နော်ကျွန်တော်တို့ Federal Democracy နဲ့တွားတဲ့အခါမှာလည်းပဲနော်တစ်ဖက်မှာပြည်တော်စုတစ်ခုလုံးကိုစားပြုတဲ့နိုင်ငံတော်ကိုစားပြုတဲ့နော်ကျွန်တော်တို့ဒီအစုအဖွဲ့နဲ့နိုင်ငံတော်ကိုစားပြုတဲ့ရန်နေရပေါ့နော် state actor role ပေါ့နိုင်ငံတော်ကိုစားပြုတဲ့ရန်နေရကိုဖော်ဆောင်နိုင်တဲ့သူတွေနိုင်ငံတော်ကိုစားပြုတဲ့ရန်နေရဆိုတာလဲအင်အားစုအားလုံးပါဝင်တဲ့အင်အားစုအားလုံးကအတိအမှတ်ပြုတဲ့နိုင်ငံတော်ကိုစားပြုမှုကိုအတိအမှတ်ပြုတဲ့ရန်နေရတစ်ခုဖြစ်ဖို့လိုတယ်ဒါကြတော့ကျွန်တော်တို့ NUG နဲ့မလုံလောက်တော့ဘူးပေါ့နော်ဆိုတော့အဲ့ဒါရှိဖို့လိုအပ်တယ်လို့နောက်တစ်ခုကအဲ့ဒီရန်နေရသည်နော်ဒီကျွန်တော်တို့ဒီခုနပြောတဲ့အုတ်ချုပ်ရေးတရားဥပဒေစိုးမိုးရေးနော်ဒါတွေကိုစောင့်နောက်တည်ငြိမ်ရေးကိုဟလာနောက်ဒီပေါ်ဆောင်တဲ့နေရာမှာလည်းပဲ function ဖြစ်ဖို့လို့တယ် function ဖြစ်ဖို့လို့ဆိုတာကဒီအစိုးရရန်နေရတိဆောက်ရုံနဲ့မကောက်ဘူးဒီအဲ့ဒီရန်နေရတွေဒီလေပတ်ရမယ်တက်ရောက်မှုရှိရမယ်နော်လက်တွေ့ရလဒ်တွေကိုဆောင်ကျင်းပေးနိုင်ရမယ်နော်ဆိုတော့အဲ့ဒီမှာနှစ်ပိုင်းရှိလာတာပေါ့ပြည်တော်စုတစ်ခုလုံးကိုစားပြုတဲ့ရန်နေရနော်အဲ့ဒီပြည်တော်စုတစ်ခုလုံးကိုစားပြုတဲ့ရန်နေရနဲ့ချိတ်ဆက်ဆောင်ရွက်နေတဲ့နော်ပြည်နယ်ရဲ့ပြည်နယ်အစိုးရတွေရဲ့အုပ်ချုပ်ရေးရန်နေရတွေဒေသန္တရအစိုးရတွေရဲ့အုပ်ချုပ်ရေးရန်နေရတွေကျွန်တော်တို့သွားကျင်တဲ့စနစ်ကဘိုးဦးစီးမှုကဲတဲ့စနစ်နဲ့ဘယ်သူမှမသွားကျင်တော့ဘူးဒိုင်းသားတွေပဲဖြစ်စေဟလာဗမာမဟုတ်တဲ့တိုင်းသားတွေဖြစ်စေဗမာတိုင်းသားတွေဖြစ်စေကျွန်တော်တို့သမိုင်းမှာဗဟိုဦးစီးစနစ်အဲ့ဒီတဲ့ဆိုးတဲ့အာဏာရှင်စနစ်ကြောင့်မလို့ကျွန်တော်တို့တိုင်းပြည်ဟာအဆင်းရဲဆုံးနိုင်ငံဖြစ်သွားပြီကျွန်တော်တို့သွားရမှာဒီတကယ်ကိုနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာ၃ရပ်ကိုနော်ပြည်ထောင်စုအဆင့်မှာပဲဖြစ်စေနော်ပြည်နယ်အဆင့်မှာပဲဖြစ်စေ Federal Unit တွေအဆင့်မှာပဲဖြစ်စေဒေသန္တရအဆင့်မှာပဲဖြစ်စေအာဏာခွဲဝေပြီးတော့နော်ကျွန်တော်တို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖော်ဆောင်ပြီးတော့အဲ့ဒီလုပ်ရက်တွေကိုပြည်ထောင်စုအဆင့်ကနေပြန်ပြီးတော့ထိန်းညှိပေးမဲ့အနေထားကိုသွားမှာပေါ့နော်ဆိုတော့အဲ့ဒါတွေကပြောစရာတခုရှိတာကျွန်တော်တို့မှာdemocracy federal democracy charter ရှိပါတယ်လို့ကျွန်တော်တို့ဖွဲ့စည်းပုံဥပဒေကို federal ဖွဲ့စည်းပုံဥပဒေအသွင်ကူးပြောင်းရေးကာလဥပဒေကိုရေးဆွဲနေပါတယ်လို့ပြောရုံလောက်နဲ့မလုံလောက်ဘူးเนาะဆိုတော့အဲ့ဒီကျွန်တော်တို့မျှော်မှန်းတဲ့ federal democracy အသွင်ကူးပြောင်းရေးဒီဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေတို့ပါလို့ဆိုတာကာလတစ်ခုဖြတ်သန်းရမယ်တိုးတော့ကျွန်တော်တို့အခြေခံမူဝါဒတွေပေါ်မှာကျွန်တော်တို့သဘောတူညီမှုတွေရှိတယ်နော်ဒီသဘောတူညီမှုအခြေခံတွေဥပမာအားဖြင့်ကျွန်တော်တို့ ਨੇ ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှုနော်ကျွန်တော်တို့ရဲ့ຫນွေဦးတော်လှန်ရေးဒီတဲ့ပို့ပြီးတော့အားကောင်းတဲ့နိုင်ငံရေးစီရေးရလတ်ရရှိနိုင်မှုဆိုတာကကျွန်တော်တို့မှာဟာလာငွေကြေးအရင်းအမြစ်တွေလူသားအရင်းအမြစ်တွေလိုအပ်တယ်အဲ့ဒါမရှိဘဲနဲ့ကျွန်တော်တို့ကကြေညာချက်တွေထုတ်ပြီးတော့ပေါ်ဆောင်လို့ရတာမဟုတ်ဘူးအဲ့တော့လူသားအရင်းအမြစ်နဲ့ငွေကြေးအရင်းအမြစ်တွေကိုလုပ်တဲ့အခါမှာနော်စီးပွားရေးနဲ့တယံဇာတဆိုင်ရာစီမံခန့်ခွဲမှုတွေနော်ကျွန်တော်တို့ဟာလာဒီလူသားအရင်းအမြစ်ဟာလာအရေးအသွေးကောင်းလာဖို့နော်နောက်ခုနအုပ်ချုပ်ရေးတရားဥပဒေစိုးမိုးရေးဟလာစီးပွားရေးကုသရေးအောင်ဝယ်ရေးနော်နောက်ပြီးတော့ဒီလူတို့ရဲ့အခြေခံဝန်ဆောင်မှုတွေကိုပညာရေးကျန်းမာရေးဖြည့်ဆည်းဖို့လုပ်တဲ့ရန်နေရာတွေကိုပိုအားကောင်းလာဖို့ဆိုရင်ခုနပြောတဲ့နှစ်ခုစလုံးလိုတယ်ငွေကြေးအရင်းမြစ်လိုသလိုဟလာကျွန်တော်တို့လူသားအရင်းမြစ်လည်းလိုတယ်အဲ့အခြေခံတစ်ခုပုံမှာတိဆောက်ထားတဲ့ထိရောက်တဲ့ရန်နေရာတွေလည်းလိုအပ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာတွေကိုတိဆောက်ဖို့ကျွန်တော်တို့ထဲမှာငွေကြေးစီမံခန့်ခွဲရေးဘဏ္ဍာရေးစီမံခန့်ခွဲရေးကို Federal Democracy မူဘောင်နဲ့ကိုက်ညီတဲ့ဘလို့ညှိနှိုင်းဆောင်ရွက်မှုတွေလောက်ကြမလဲဆိုတဲ့မူပေါ့နော်ကျွန်တော်တို့မှာရှိပြီလားဒါကဖွဲ့စည်းပုံဥပဒေအထိမရောက်သေးလဲပဲကျွန်တော်တို့ဒေသန္တရအဆင့်မှာလုပ်လို့ရတာရှိတယ် Federal Unit အဆင့်မှာလုပ်လို့ရတာရှိတယ်ပြည်နယ်အဆင့်မှာလုပ်လို့ရတာရှိတယ်ပြည်ထောင်စုအဆင့်မှာလုပ်လို့ရတာရှိတယ်ကျွန်တော်တို့ဘလောက်လုပ်ပြီးကြပြီလဲနော်ဆိုတဲ့ဟာတွေကိုကျွန်တော်တို့ပြန်မေးခွန်းထုတ်ဖို့လိုတယ်နော်ဆိုတော့ကျွန်တော်တို့ကြားထဲမှာ100%သဘောတူညီချက်ဆိုတာဘယ်နိုင်ငံမှမရှိဘူးဘယ်နိုင်ငံမှာရှိတဲ့အင်အားစုတွေလူ့အဖွဲ့အစည်းဆိုတာကအမြင့်သဘောထားမတူတဲ့အင်အားစုတွေရဲ့ပြိုင်ဆိုင်မှုပဲပြိုင်ဆိုင်နေမှာပဲနော်အကျိုးစီးပွားအခြေခံပေါ်မှာပြိုင်ဆိုင်နေမှာပဲနော်တိုင်းရင်းသားတဦးချင်းကလည်းတိုင်းရင်းသားတဦးချင်းရဲ့အကျိုးစီးပွား
ဒေသန္တရလည်းဒေသန္တရကွဲပြားမှုနော်စကိုင်းတိုင်းနဲ့မန္တလေးနဲ့လာဒီမကွေးနဲ့နော်ဗမာတွေများတဲ့ဒေသဖြစ်လို့ကြောင့်မို့တသွေးတသက်တမေရှိလိမ့်မယ်မထင်နဲ့မန္တလေးသားကလည်းမန္တလေးအကျိုးစီးပွားကိုဦးစားပေးမှာပဲမကွေးကလည်းမကွေးအကျိုးစီးပွားကိုဦးစားပေးမှာပဲနော်အဲ့တော့စကိုင်းကလည်းစကိုင်းအကျိုးစီးပွားဦးစားပေးမှာပဲဒါပေမဲ့လို့လိုအပ်တာဘာလဲဆိုတော့အဲ့ဒီမတူညီတဲ့အကျိုးစီးပွားတွေကြားထဲမှာညှိနှိုင်းဆောင်ရွက်တဲ့အခါမှာဒါမှမဟုတ်အဲ့မတူညီတဲ့အကျိုးစီးပွားတွေကိုအဲဖော်ဆောင်ရင်းနဲ့ပုတ်တိုက်မှုတွေဖြစ်ပေါ်လာတဲ့အခါမှာဘလို့တယောက်တစ်ယောက်စစ်တိုက်မဖြေရှင်းဘဲနဲ့ကျွန်တော်တို့ကြားထဲမှာပြောတာနော်စစ်တိုက်မဖြေရှင်းဘဲနဲ့ဘလို့ညှိနှိုင်းဆောင်ရွက်ဆွေးနွေးပြီးဖြေရှင်းမလဲဖြေရှင်းမဲ့ရန်နေရာတွေရောဘယ်သူလဲဘယ်သူတွေဘလို့တိဆောက်ထားတယ်လဲအဲ့လိုတိဆောက်ထားတဲ့နေရာမှာလှုပ်ဆောင်နေတဲ့ဒီပရိပက္ခဖြေရှင်းရေး mechanism တွေရောဘလောက်ဟိုစွမ်းရည်မြင့်မားတယ်လဲပေါ့နော်ဆိုတော့ဒါတွေကကျွန်တော်တို့ခဏလက်တွေ့လက်ငင်းလုပ်ရမယ်ပြဿနာပဲနော်အဲ့တော့ဘယ်အဖွဲ့အစည်းမှာဘယ်တော်လှန်ရေးမှာမဆို100%ပြည့်စုံတယ်ဆိုတာမရှိဘူးတော်လှန်ရေးဆိုတာမပြည့်စုံတဲ့အနေအထားကနေအကောင်းဆုံးဖြစ်အောင်လုပ်ရတာနော်အဲ့တော့မပြည့်စုံတဲ့အနေအထားကနေအကောင်းဆုံးဖြစ်ဖြစ်အောင်လုပ်ကြတဲ့အခါမှာတစ်နှစ်တစ်နှစ်ပုံမကောင်းအောင်လုပ်နိုင်ဖို့နံပါတ်1ကျွန်တော်တို့ရန်နေရတွေတိဆောက်ရတယ်မူဝါဒတွေညှိနှိုင်းရတယ်မူဝါဒတွေချမှတ်ရတယ်မူဝါဒဆိုတာ ideal ဖြစ်ချင်မှဖြစ်မယ်နော်ရေရှည်မှာသွားရမယ်မူဝါဒရှိတယ် ideal တကယ်စံပြအားလုံးလိုချင်တဲ့ဟာညှိနှိုင်းမှုအချိန်အကြာကြီးယူပြီးတော့ညှိနှိုင်းရမယ့်ဟာတွေရှိတယ်တချို့ဟာတွေကလက်ငင်းညှိနှိုင်းရမယ့်ဟာတွေရှိတယ်နောက်တချို့ပြိပက္ခတွေကလက်ငင်းကျွန်တော်တို့ဖြေရှင်းရမယ့်ဟာတွေရှိတယ်အဲ့တော့တော်လန်ရေးရဲ့လက်တွေ့ပြဿနာတွေကိုကျွန်တော်တို့လက်တွေ့ကြဖြေရှင်းနိုင်တဲ့အစီအမံတွေကိုတနိုင်ငံလုံးလုံနိုင်ရင်လုံမယ်တနိုင်ငံလုံးမလုံနိုင်ရင်ဒေသတစ်ခုမှာလုံမယ်ပူးပေါင်းဆောင်ရွက်မှုမှာတနိုင်ငံလုံးမှာဘလောက်အတိုင်းအတာကြီးဆောင်ရွက်နိုင်လဲဆောင်ရွက်နိုင်တဲ့အတိုင်းအတာဒါမှမဟုတ်ဒေသန္တရတစ်ခုမှာပဲပူးပေါင်းဆောင်ရွက်နိုင်တဲ့အတိုင်းအတာဒါတွေကိုလက်တွေ့ကြတဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုလက်တွေ့ကြညှိနှိုင်းသဘောတူညီပြီးတော့ဖော်ဆောင်မှုတော့လိုတယ်ကျွန်တော်တို့ဒီတယောက်တစ်ပေါက်လုံနေလို့ကတော့ဒေါ်လာရေးရဲ့အရှိန်ဟောဟာရှေ့ကိုဆက်ပြီးတော့တက်လာနိုင်စရာမရှိဘူးလို့တော့ကျွန်တော်တို့မြင်ပါတယ်ဟုတ်ကဲ့ဆရာအဲ့တော့အခုလောလောဆယ်မှာဒီ SCES ကိုဖွဲ့စည်းလိုက်တယ်ပေါ့လေပြီးခဲ့တဲ့ April လလောက်ကဒါတော့တာကနဦးရှီလန်းတရက်လို့ပြောလို့မရဘူးလားဆရာဒါလမ်းကြောင်းမှန်ပေါ်ရောက်နေပြီလို့ပြောလို့မရဘူးလားဆရာဆိုတော့ကျွန်တော်တို့က SCEF ကခြေလှမ်းအနေနဲ့ဖြစ်ပေါ်တိုးတက်မှုတွေကိုကျွန်တော်တို့စိတ်ဝင်စားနဲ့ကျွန်တော်တို့ကြည့်နေသလိုဟိုလိုအပ်တဲ့အကြံပြုမှုတွေလည်းကျွန်တော်တို့လုပ်နေပါတယ်နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တော်လှန်ရေးသမိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်လေဒီပူပေါင်းဆောင်ရွက်ကျွန်တော်ညီညွတ်ရေးဆိုတဲ့စကားလုံးကိုကျွန်တော်မသုံးဘူးနော်ညီညွတ်ရေး100%ညီညွတ်ရေးဆိုတာလူ့ဖွဲ့စည်းမှာမရှိဘူးနော်ပူပေါင်းဆောင်ရွက်မှုမှာဘာလဲဆိုတော့ဘုံအကျိုးစီးပွားပေါ်မှာအခြေခံတဲ့အကျိုးစီးပွားပေါ်မှာပူပေါင်းဆောင်ရွက်မှုဘုံအကျိုးစီးပွားအခြေခံပေါ်မှာအကန့်အသတ်နဲ့ပူပေါင်းဆောင်ရွက်မှုနော်အဲ့ဒီဟာတွေကတိုးပွားလာတဲ့ရောကြသွားတာဒါပဲရှိမယ်100%ဆိုတော့ဘယ်တော့မှမရှိဘူးဒါလူဘဝရဲ့လူအဖွဲ့အစည်းရဲ့အရှိတရားနော်အဲ့ဒီအရှိတရားပေါ်မှာကျွန်တော်တို့လောက်ကြတဲ့အခါမှာဒီပူပေါင်းဆောင်ရွက်မှုဒါကိုကျွန်တော်ဒီတော်လှန်ရေးမှာတော့ညီညွတ်ရေးအမြဲပြောကြတာပေါ့နော်ညီညွတ်ရေးဘယ်ပုံသဏ္ဍာန်နဲ့ပေါ်မလဲဆိုတော့တပ်ပေါင်းစုတွေကျွန်တော်တို့လောက်ကြတယ်ပြုကြတယ်ဘာတွေဘယ် issue တွေညီနိုင်ဆောင်ရွက်မလဲကော်မတီတွေဖွဲ့ကြတယ်ကောင်ဆယ်တွေဖွဲ့ကြတယ်နော်အဲ့ဒီဖွဲ့စည်းမှုတွေဒီနော်ပူးတွဲကြေညာချက်တွေလောက်နဲ့ကျွန်တော်ကရက်မသွားစေချင်နော်အဲ့တော့ structure လို့ခေါ်တာပေါ့ဒီပူးပေါင်းဆောင်ရွက်မှုတွေဒါ structure တွေကိုကျွန်တော်တို့တိဆောက်တာရန်နေရပုံသဏ္ဍာန်တွေကိုကျွန်တော်တို့တိဆောက်တာအဲ့ပုံသဏ္ဍာန်တွေထဲမှာလူတွေကိုထည့်သွင်းလိုက်တာဘယ်သူကတော့ဘယ်ကော်မတီမှာပါပဲသူကဒါပေမဲ့လို့အဲ့ဒီကော်မတီတွေမဟုတ်ဘူးအဲ့ဒီကော်မတီတွေဟာတကယ်မိမိတို့ရဲ့ယုံကြည်ချက်တွေကိုညှိနှိုင်းပြီးတော့ဖော်ဆောင်ညှိနှိုင်းပြီးတော့ကျွန်တော်တို့တင်ပြနိုင်တဲ့အဖွဲ့အစည်းတွေဖြစ်ရမယ်နံပါတ်1ကမူဝါဒသို့မဟုတ်ဥပဒေမူပေါင်းနံပါတ်2ကအဲ့ဥပဒေမူပေါင်းသို့မဟုတ်မူဝါဒတွေကိုနော်ကျွန်တော်တို့လက်တွေ့အကောင့်ဖော်နိုင်တဲ့ရန်တရားတွေဖြစ်ရမယ်အဲ့လက်တွေ့အကောင့်ထဲပေါ်နိုင်တဲ့ရန်တရားတွေဖြစ်လာဖို့ဆိုအဲ့ရန်တရားတွေထဲမှာလူမှန်နေရာမှန်တွေထည့်ဖို့လိုတယ်နော်အဲ့ရန်တရားတွေမှာအဲ့ရန်တရားကိုမောင်းနှင်နိုင်တဲ့အရေးအချင်းနဲ့အစွမ်းအစမရှိတဲ့လူတွေကိုထည့်နေမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ပြောလေ့ကြစကားရှိပါတယ် old wine and the new glass
ဖန်ခွဲအသစ်ထဲမှာဝိုင်းအဟောင်းထည့်ရတယ်အတူတူပဲနော်ကျွန်တော်တို့ရဲ့ပြောင်းလဲမှုဒီနံပါတ်1မူဝါဒတွေဘုံအကျိုးစီးပွားမှာအခြေခံတဲ့ဘယ်မူဝါဒတွေကိုကျွန်တော်တို့အကောင့်ထည့်ပေါ်မှာလဲနံပါတ်1ဒါကိုကျွန်တော်တို့စမ်းစစ်ဖို့လိုတယ်ဦးစားပေးဖို့လိုတယ်ဘာလို့တော်လန်ရေးမှာကကျွန်တော်တို့ကဦးစားပေးစီစဉ်တတ်မှတ်မယ်လုပ်စရာတွေအများကြီးပဲဒါပေမဲ့ကျွန်တော်တို့ကငွေရအရေးမြင့်လူအင်အားအရေးမြင့်အကန့်အသတ်နဲ့လုပ်နေရတာအဲ့တော့ဘယ်ဟာဒီအရေးပေါ်လုပ်ရမယ်ကိစ္စလဲနော်အရေးပေါ်လုပ်ရမယ်ကိစ္စမှာအရေးပေါ်လုပ်ရမယ်မူဝါဒမူပေါင်းတွေကိုအရင်ဆုံးချဖို့လိုနံပါတ်2အဲ့ဒီဟာတွေကိုအကောင့်ထဲပေါ်မဲ့ institution တွေရန်နေရတွေတိစောက်အောင်အဲ့ဒီရန်နေရတွေထဲမှာခုနငွေအင်အားအရင်မြင့်နဲ့လူအင်အားအရင်မြင့်လူမှန်နေရာမှန်ငါလူမှမဟုတ်ဘူးငါတပည့်မှမဟုတ်ဘူးအဲ့ဒီနေရာမှာတစ်ခုစလုံးစဉ်းစားရမယ် inclusiveness အားလုံးပါဝင်မှုနံပါတ်2က professionalism နော်တကယ်စွမ်းရည်နော်အဲ့တော့ inclusive နဲ့ကြီးပဲစဉ်းစားလို့ရှိရင်ခုနစွမ်းရည်ဘက်မှာနည်းသွားမယ်စွမ်းရည်ဘက်မှာစွမ်းရည်ကိုကြီးပဲဦးစားပေးမယ်ဆိုရင်ခုနအားလုံးပါဝင်မှုမှာတချို့ကိုခြံထားခဲ့တယ်ဆိုတဲ့သဘောတရားရှိအဲ့ဒီနှစ်ခုကအမြဲတမ်းချိန်ညှိနေဖို့လိုတယ်နော်အဲ့ဒီတော့မှဒီရန်နေရတွေဟာမောင်းနေနိုင်မယ်အဲ့ဒီရန်နေရတွေကမှလုပ်ငန်းစဉ်တွေစီမံကိန်းတွေတစ်နှစ်လားနှစ်နှစ်လားသုံးနှစ်လားပြီးလို့ရှိရင်ဒီစီမံကိန်းတွေအောင်မြင်မအောင်မြင်ပြန်သုံးသပ်တာတွေလည်းရှိရမယ်အဲ့တော့မအောင်မြင်ဘူးဆိုရင်ဘာကြောင့်လဲမူမားနေလို့လားဒါမှမဟုတ်လူမှန်နေရာမှာမဖြစ်လို့လားလူမှန်နေရာမှာမဖြစ်လို့ရှိရင်နေရာပြောင်းရမယ်နော်ဘောလုံးပွဲကစားသလိုပဲတိုက်စစ်မှုကတိုက်စစ်မကစားနိုင်အနာပေးပြီးတော့နောက်လူအသစ်ထည့်ရမယ်နော်အလေတန်းမကစားနိုင်နောက်လူထည့်ရမယ်နောက်တန်းမကစားရင်လူထည့်ရမယ်နော်ဘောလုံးပွဲပြီးတော့ penalty တွေသာတွင်းသွားတယ်ဒီလူပဲကစားတယ်ဆိုရင်တော့မဟုတ်တော့ဘူးလေနော်အဲ့တော့ဒီဘောလုံးပွဲကိုကြီးကြပ်နေတဲ့ဒီအုပ်ချုပ်သူကဒါကြည့်နေရမယ်ကိုယ့်ရဲ့ players တွေကဘယ်သူတွေကတော့ရှေ့တန်းတော်တယ်ဘလူးကအလဲတန်းတော်တယ်ချိတ်ဆက်မှုတွေကဘလူးတွေရှိတယ်ပဲချိန်မှာလူပြောင်းရမယ်လူမပြောင်းအောင်ဆိုတဲ့ဟာအဲ့တော့ဒါတွေကိုစနစ်တကျလုပ်ဖို့လိုတယ်ဘာကြောင့်ကျွန်တော်တို့ဒါတွေပြောရလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အတွေ့အကြုံရပြီးခဲ့တဲ့ကာလတွေဒါကျွန်တော်တို့ကိုယ်တိုင်လည်းမှားခဲ့တာတွေအများကြီးရှိတယ်အဲ့ဒါတွေကဘာလဲဆိုတော့ကျွန်တော်တို့ရဲ့လှုပ်ဆောင်ချက်တွေဒီနော်ပူးတွဲကြေညာချက်တွေမိန်ဝန်းရှည်ကြီးတွေဒါတွေနဲ့ပဲပြီးသွားပြီးတော့လက်တွေ့ကြတဲ့လုံနိုင်ခြေရှိတဲ့ကျွန်တော်တို့အစီအမံရေးဆွဲမှုတွေမူပေါင်းရေးဆွဲမှုတွေအကောင့်ထဲပေါ်မှုတွေငွေအင်အားလူအင်အား budget စတဲ့ဒီကနေ့နိုင်ငံတကာမှာကျင့်သုံးနေတဲ့အုပ်ချုပ်မှုနဲ့စီမံခန့်ခွဲရေးနီးနာတယ်နော်ကျွန်တော်တို့တော်လှန်ရေးလုပ်တဲ့ဟာကလည်းပဲ corporate တစ်ခုလုပ်တယ်လို့ပဲ corporation တစ်ခုစီးပွားရေးလုပ်ငန်းလုပ်တာအတူတူပဲတော့ရန်နေရတွေနဲ့ဥဆောင်မှုတွေရောခေါင်းဆောင်မှုတွေရောထုံးပြတ်တာတွေရောစီမံခန့်ခွဲတာတွေရောကိုယ့်ရဲ့ brand ကို marketing လုပ်တာတွေရောဒါတွေကပြန်သုံးသပ်တာတွေရောအဲ့တော့ကျွန်တော်တို့ရဲ့ဒီတော်လှန်ရေးတဲ့ကို professionalism စီမံခန့်ခွဲမှုနဲ့အုပ်ချုပ်မှုမှာအဓိကတော့အားအနည်းဆုံးပဲကျွန်တော်တို့ခေါင်းဆောင်တွေနဲ့ခေါင်းဆောင်တွေများတဲ့မှာမိန်ငုံပြောကောင်းတဲ့လူတွေအများများတယ်ရှိတယ်အများကြီးပဲပရိသတ်ကိုကြားနေအောင်ပြောနိုင်တယ်ပရိသတ်ကနှလုံးသိမ့်ပိုင်နိုင်တယ်နော်သို့တော့အုပ်ချုပ်မှုနဲ့စီမံခန့်ခွဲမှုအားကောင်းတဲ့ခေါင်းဆောင်တွေနဲတယ်နော်ဒါကနိုင်ငံရေးသမားဖြစ်မှာမဟုတ်ဘူးနော်အုပ်ချုပ်မှုနဲ့စီမံခန့်ခွဲမှုတွေကို technocrat လို့ခေါ်တဲ့တတ်သိပညာရှင်တွေကိုထည့်သွင်းအသုံးပြုလို့လည်းရတယ်ဆိုတော့ဒါတွေကိုပြန်စဉ်းစားဖို့လိုတယ်ကျွန်တော်တို့ရဲ့တော်လိုင်း setting ကိုဘယ်လိုပြန်ပြီးတော့ပြုပြင်ပြောင်းလဲလုပ်ရမှာလဲဆိုတော့ဒီအချိန်မှာကတော့ကျွန်တော်တို့ကဘသူကြောင့်ဘယ်ဝါကြောင့်ဘသူအပြစ်ကြောင့်ဘာကြောင့်မဟုတ်ပဲနဲ့ကျွန်တော်တို့ကလက်တွေ့အနေအထားနဲ့လက်တွေ့အနေအထားမှာကျွန်တော်တို့လှုပ်တဲ့နဲ့ပြုပြင်ပြောင်းလဲမှုတွေကိုတစ်ဆင့်ပြီးတစ်ဆင့်လှုပ်သွားဖို့ပဲကျွန်တော်အကြံပြုချင်ပါတယ်ဟုတ်ကဲ့ဆရာဆိုတော့ဆရာဒီအနေထားအောက်မှာပေါ့ဆရာရဲ့ဥပမာဆိုလို့ရှိရင်အခု NUG ပေါ့နော် NUG အနေနဲ့လည်းနိုင်ငံတကာတွေကိုသွားပြီးတော့ထိတွေ့ဆက်ဆံနေတာတွေလည်းရှိတယ်အဲ့တော့9နှစ်တော့ကြာမြင့်လာခဲ့ပြီပေါ့နော်တချို့ကလည်းဒါပေမဲ့နိုင်ငံတကာစီကလည်းတိတိကျကျဘာမှအကူအညီလည်းမရဘူးပေါ့နော်ဆိုတော့အဲ့ဒီအတူတူတချို့ကပြောကြတာရှိတယ်အဲ့ဒါတွေကိုလုံးမနေနဲ့တော့ပေါ့နော်ပြည်တွင်းကိုပဲဦးစားပေးပါတနည်းအားဖြင့်စစ်ရေးကိုပဲဦးစားပေးပါဟလာဆက်နိုင်မှဖြစ်မယ်မဟုတ်ဘူးဆိုရင်တော့မရတော့ဘူးဆိုတဲ့အမြင်တွေလည်းရှိတယ်ပေါ့လေဆိုတော့ဒီနိုင်ငံတကာဆက်ဆံရေးနဲ့ပတ်သက်ရင်ပေါ့လေဆရာဘယ်လိုအမြင်ရှိတယ်လဲကိုယ့်ဘက်ကပဲဘယ်လိုပေါ့အောင်ရှာမပြနိုင်တာလားဒါမှမဟုတ်ဘူးတော့နိုင်ငံတကာတွေကိုယ်တိုင်ကလူလူလားလားကူညီခြင်းနဲ့စိတ်မရှိတော့တာလားဘယ်လိုယူဆတယ်လဲဆရာအဲ့တော့ကိုယ့်ဘက်ကကျွန်တော်တို့တင်ပြမှုနီးနာနဲ့တင်ပြမှုစွမ်းရည်ဒါတော့မြင့်တင်ဖို့လိုတာနော်ဒါကအဓိကအားဖြင့်တော့ဒီနိုင်ငံတကာဆက်ဆံရေးကိုတာဝန်ပေးခံရတဲ့ပုံကိုယ်မှာမူတည်တယ်အဲ့ဒီတာဝန်ပေးခံရတဲ့ပုံကိုယ်တွေလည်းခုနပြောသလိုသူတို့ရဲ့ institution ရန်နေရကိုသူတို့တိဆောက်အောင်
တိဆောက်ပြီးတော့အဲ့ရန်နေရာမှာဟလာမူဝါဒတွေငွေကြေးအရင်းမြစ်တွေဟလာဒီနိုင်ငံတစ်ခုချင်းကိုချင်းကပ်မဲ့ဒီမဟာဗျူဟာတွေနီးဗျူဟာတွေနော်ပြီးလို့ရှိရင်ဒီလှုပ်ဆောင်မဲ့ဝန်ထမ်းတွေနော်ကိုယ်စားလှယ်တွေနော်ဒါတွေကိုပြန်ပြီးတော့အခုပြန် review သုံးသပ်ရမှာပေါ့နော်ဒါကိုလည်းတိုးတက်အောင်လုပ်အောင်ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့တော်လိုင်းတစ်ခုရဲ့အောင်မြင်မှုမှာနော်ကျွန်တော်တို့စီရေးတစ်ခုနဲ့မပြီးဘူးနော်စီရေးတစ်ခုနဲ့မပြီးဘူးစီရေးအောင်မြင်မှုရလဒ်တွေကိုရေရှည်တည်တံ့အောင်ထိမ့်သိမ်းနိုင်မဲ့နိုင်ငံရေးအစီအမံတွေနိုင်ငံရေးဆိုင်ရာရန်နေရာတွေခုနပြောတဲ့ကောင်းမွန်တဲ့အုပ်ချုပ်ရေးရန်နေရာတွေတရားဥပဒေစိုးမိုးမှုတွေနော်ပြည်သူလူထုရဲ့ကိုပညာရေးကျန်းမာရေးစတဲ့ဝန်ဆောင်မှုနိုင်တွေကိုပေးနိုင်မဲ့ရန်နေရာတွေပြည်သူလူထုရဲ့ထောက်ခံမှုနဲ့အတိအမှတ်ပြုမှုကလည်းနိုင်ငံတကာအတိအမှတ်ပြုမှုကပိုအရေးကြီးတယ်ပြည်သူလူထုကဒေါ်လာရေးကိုစိတ်ကုန်မသွားဘူးပြည်သူလူထုကိုဆက်လက်ထောက်ခံနေဖို့ဒီဒေါ်လာရေးခရီးစဉ်မှာဖြစ်ပေါ်လာတဲ့အကြက်အတဲတွေကိုနော်ကြံ့ညံ့ခံနိုင်ဖို့ဒါကလည်းပဲကျွန်တော်တို့ကပြည်သူလူထုအပေါ်မှာဘလောက်အလုပ်အကျွေးပြုနိုင်တယ်လဲပြည်သူလူထုဒါမှမဟုတ်ပြည်သူလူထုရဲ့ဒီကိုလုံခြုံမှုပေးနိုင်တယ်လဲနော်လုံခြုံမှုဆိုတာကကျွန်တော်တို့ကဘုံကျဲတာကိုလေမြန်ပစ်ချဖို့တခုတည်းတည်းမဟုတ်ဘူးလုံခြုံမှုဆိုတာကနော်ကျွန်တော်တို့လူအဖွဲ့အစည်းတွေမှာဖြစ်ပေါ်နေတဲ့မတရားမှုတွေကိုဘယ်လိုကာကွယ်နိုင်မလဲတရားမှုတွေစိုးမိုးရေးရဒါကစွမ်းရည်လိုသလိုနိုင်ငံတကာဆက်ဆံရေးကနိုင်ငံတကာအတိအမှတ်ပြုမှုကိုဆောင်ကျဉ်ဖို့လိုတယ်ကျွန်တော်တို့ကနေ့ nation state နိုင်ငံတစ်ခုရဲ့လို့ဖြစ်လာတဲ့အခါမှာနိုင်ငံတကာအတိအမှတ်ပြုမှုမပါဘဲနဲ့ဘယ်နိုင်ငံမှာရပ်တည်လို့မရဘူးဒီကနေ့ဒီမင်းအွန်လိုင်းနေပြည်တော်အစိုးရဘာကြောင့်ရပ်တည်နိုင်လဲခနေ့ဘာပဲပြောပြောသူကရွေးကောက်ပွဲအတူရောင်ပဲလုပ်တယ်ပြောစစ်တပ်စိုးမိုးနေတယ်ပဲပြောနေပြည်တော်ကိုသူတို့ကထိမ့်သိမ်းထားပြီးတော့နော် commercial city ဖြစ်တဲ့ရန်ကုန်ထိမ့်သိမ်းထားပြီးတော့နိုင်ငံတကာတန်ယုံတွေကလည်းအဲ့ဒီမှာမရှိလို့မဖြစ်တဲ့အနေအထားတရဖြစ်နေတာဟုတ်နော်အဲ့ဆိုတော့နိုင်ငံတကာအတူပြောဒါကလည်းသူ့အတွက် advantage ပဲသူ့အတွက် advantage ပဲသူတို့အတွက်ဒီအကောင့်ချက်ထဲမှာပါသွားတာပေါ့နော်de facto legitimacy ပေါ့ဒါကတော့ခေါ်ရမယ်ဆိုလို့ရှိရင်เนาะအဲ့တော့ကျွန်တော်တို့ဘက်ကလည်းပဲကျွန်တော်တို့ရဲ့ဒီ image နိုင်ငံရေးစီရေးရလဒ်တွေကိုတင်ပြပြီးတော့ကျွန်တော်တို့ဒီဓမ္မဘက်ကဖြစ်တယ်လို့ကျွန်တော်တို့ဒီနိုင်ငံတနိုင်ငံကိုငြိမ်းချမ်းတည်ငြိမ်တရားဥပဒေစိုးမိုးမှုရှိတဲ့နိုင်ငံတနိုင်ငံဖြစ်အောင်လူ့အဖွဲ့အစည်းတရားဖြစ်အောင်ကျွန်တော်တို့ကဒီစံတွေကိုခုလည်းပဲကျင့်သုံးနေတယ်ရှေ့လည်းဆက်ပြီးတော့အကောင့်တက်ဖော်မယ်နော်ဆိုတဲ့အနေအထား narrative ပေါ့ကျွန်တော်တို့ဒီအပြောင်းလဲကိုဖော်ဆောင်နိုင်တယ်နော်အာဏာရှင်အုပ်ချုပ်တဲ့အစိုးရစီးပွားရေးချွတ်ချုံကြတယ်အတိုင်းပြည်မတည်မငြိမ်ဖြစ်တယ်တရားဥပဒေစိုးမိုးမှုမရှိတဲ့အစိုးရတရက်ကနေတရားဥပဒေစိုးမိုးမှုရှိပြီးတော့စီးပွားရေးဖော်ဆောင်နိုင်တဲ့ကျွန်တော်တို့ကဘာကြီးတစ်ခုလုံးရဲ့ငြိမ်းချမ်းရေးပွံ့ဖြိုးတိုးတက်ရေးဒေသတွင်းငြိမ်းချမ်းရေးတည်ငြိမ်ရေးနယ်စပ်ဒေသရဲ့တည်ငြိမ်ရေးကိုဖော်ဆောင်နိုင်တဲ့အပြောင်းအလဲတစ်ခုကိုကျွန်တော်ဆောင်ကျဉ်နိုင်စွမ်းရှိတယ်ဆိုရအောင်ကျွန်တော်တို့တင်ပြနိုင်ဖို့တင်ပြနေဖို့လည်းအများတန်းလိုတယ်နော်ကိုယ့်ရဲ့နိုင်ငံရေးစီရေးနော်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအနာဂတ်အမြင်နော်ဒီရလဒ်တွေကိုတင်ပြနိုင်တဲ့လုပ်ငန်းစဉ်ရှိနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီဒီနိုင်ငံခြားရေးလုပ်ငန်းတွေဆက်ပြီးလုပ်ဖို့လိုတယ်အဲ့ဒီလိုမျိုးပဲသူအများတော့ပြောမှာပေါ့ကုလသမဂ္ဂဘာလုပ်ပေးနိုင်မလဲမဟုတ်ဘူးကုလသမဂ္ဂမှာလက်ရှိအနေအထားမှာဒီကမ္ဘာကြီးတစ်ခုလုံးရဲ့အရေးအရာတွေကိုကင်တွယ်နေတဲ့ institution ဖြစ်တယ်ခုလက်ရှိကာလမှာကုလသမဂ္ဂဗမာပြည်ကိုဆုံးဖြတ်ချက်ချရုံကလွယ်လို့ဘာမှမလုပ်နိုင်ဘူးနော်လုံခြုံရေးကောင်စီမှာလည်းပဲကွဲပြဲနေကြတယ်နော်အဲ့တော့ဆုံးဖြတ်ချက်တွေကိုမချနိုင်ဘူးသို့တော့ဗမာပြည်ရဲ့နိုင်ငံရေးအနာဂတ်အထူးသဖြင့်အသွင်ကူးပြောင်းလာမှုမှာကုလသမဂ္ဂရဲ့ရန်နေရရဲ့ညှိနှိုင်းမှုအောက်မှာနိုင်ငံတကာရဲ့ကျွန်တော်တို့ရဲ့အသွင်ကူးပြောင်းရေးကာလကိုပံ့ပိုးမှုအထောက်အကူပြုမှုတွေတကယ်လိုအပ်တယ်ဗမာပြည်ရဲ့ရေရှည်ခံတဲ့ငြိမ်းချမ်းရေးညီညွတ်ရေးနော် Federal Democracy နိုင်ငံတော်တည်ဆောက်မှုမှာဟုတ်လားဒီကုလသမဂ္ဂနဲ့ကုလသမဂ္ဂကညှိနှိုင်းပြီးတော့ဖော်ဆောင်မဲ့အသွင်ကူးပြောင်းရေးအတွက်နိုင်ငံတကာကအကူအညီတွေပံ့ပိုးမှုတွေနည်းပညာအထောက်အကူတွေအကျိန်းတွေပေါက်လိုတယ်ဒါကြောင့်မလို့ဗမာပြည်ရဲ့ကိစ္စဗမာပြည်ရဲ့ပြဿနာတွေကုလသမဂ္ဂရဲ့ဦးစားပေးအစီအစဉ်ထဲမှာမြင့်မာရှိနေဖို့လိုတယ်ဒါကြောင့်မလို့ဦးကျော်မိုးထွန်းနဲ့ဦးကျော်မိုးထွန်းနေရာကနေသူ့အလုပ်ကိုသူဆက်လုပ်နေဖို့လိုတယ်
နော်သူလည်းအတန်းနိုင်ဆုံးတော့လုပ်နေတာပဲဒါပေမဲ့ဒီနေ့ဒီချိန်ခါမှာကုလသမဂ္ဂမကူညီသူ့ကြောင့်မဟုတ်ဘူးလေဒါဖြစ်နေတဲ့နိုင်ငံတကာအခင်းအကျင်းနဲ့အနေအထားကြောင့်ဖြစ်နေတာတိုးတော့ကုလသမဂ္ဂသည်တစ်ချိန်ချိန်မှာကျွန်တော်တို့လိုအပ်တဲ့ရန်ရာဖြစ်တယ်ဒါကြောင့်မို့လို့ဥကြော်မိုးထွန်းကလည်းဥကြော်မိုးထွန်းလုပ်နေတယ်ကုလသမဂ္ဂရေးရာကိစ္စတွေကိုဆက်လက်ပြီးတော့ဆောင်ရွက်နေဖို့လိုတယ်လို့ကျွန်တော်မြင်ပါတယ်ဟုတ်ကဲ့ဆရာနောက်တစ်ခုကကျမတို့ပထဝီနိုင်ငံရေးနဲ့စခဲ့တော့လေဒီနေရာမှာကျမတစ်ခုမေးချင်တာဆရာကျမတို့မြန်မာနိုင်ငံကဒီအမေရိကန်နဲ့တရုတ်နဲ့အပြိုင်မှုကြားထဲကိုကြာနေသလားပေါ့ဘယ်လိုယူဆတယ်ဒါဆိုလို့ရှိရင်ကျမတို့ဖောက်ထုတ်ဖို့လွယ်ပါမလားပေါ့ဒီကြားထဲကနေပြီးတော့ဘယ်လိုအမြင်ရှိတယ်လဲဆရာဟုတ်ကဲ့ဟိုပထဝီအနေထားရတည်ရှိမှုတော့ပြောင်းလဲလို့မရအောင်လေကျွန်တော်တို့မြန်မာနိုင်ငံကိုရွှေ့လို့မရတဲ့ခါကျတော့ကျွန်တော်တို့အရှိတရားကိုလက်ခံပြီးတော့အဲ့ဒီနေရာမှာကျွန်တော်တို့ဘလို့ချိန်ဝင်ရှာကိုညှိပြီးတော့ကျွန်တော်တို့ဆက်ဆံတယ်နော်တန်တမာရေးရဲ့စကားနဲ့ပြောရမယ်ဆိုတော့ကျွန်တော်တို့လိုအင်အားကြီးနိုင်ငံတွေနဲ့ဒီဒေတာတွင်ဩဇာဖြန့်ကျက်မှုပြိုင်ဆိုင်နေတဲ့ဂျားထဲမှာညက်နေတဲ့နိုင်ငံတွေရဲ့နိုင်ငံရေးဆိုင်ရာရွေးချယ်စရာကတော့ကျွန်တော်တို့က multilateral diplomacy ပဲကျွန်တော်တို့ကနိုင်ငံအားလုံးနဲ့တန်းတူညီမျှမှုမှာအခြေခံတဲ့ဆက်ဆံရေးရှိရတယ်နော်ကျွန်တော်တို့ကနိုင်ငံတစ်ခုသို့မဟုတ်နိုင်ငံတစ်စုပဲသွားပြီးတော့မဟာမိတ်ဖွဲ့နေလို့မရဘူးနော်အဲ့တော့ဒီလိုမျိုးတကယ်နိုင်ငံနေနဲ့ကိုတိုင်းပြည်ရဲ့အမျိုးသားအကျိုးစီးပွားပေါ်မှာအခြေခံပြီးတော့ဟလာတန်းတူညီမျှဆက်ဆံရေးကိုလှုပ်ဖို့ဆိုတာကလည်းကိုယ်မှာအင်အားတစုံတရာရှိမှဖြစ်မယ်လေနိုင်ငံရေးရဖြစ်စေစီးပွားရေးရဖြစ်စေစီရပဲဖြစ်စေလာဒီဟိုလူယိုသေးရှင်ယိုသေးဖြစ်တဲ့စီးပွားရေးအင်အားဒနအင်အားနော်ကျွန်တော်တို့နိုင်ငံရေးအင်အားစီရေးအင်အားတစုံတရာရှိဖို့လိုတာပေါ့ဒါလူချင်းဆက်ဆံရေးမှာလိုပဲနိုင်ငံတနိုင်ငံဆက်ဆံရေးမှာလည်းတနိုင်ငံပေါ်မှာအယံမိခိုးရလို့ရှိရင်မိခိုးရတယ်လေဩဇာတရားမှုလွှမ်းမိုးမှုကရှိတာပဲလေနော်အဲ့တော့ကျွန်တော်တို့ကဘလို့အင်အားတောင့်တင်းလာအောင်တဖြည်းဖြည်းလုပ်မလဲဒီကြားထဲမှာကျွန်တော်တို့ကအားလုံးနဲ့ပြည်လည်အောင်ဆက်ဆံရမယ်ဆိုတဲ့အခါမှာနံပါတ်1ကတော့တေချာတာတော့ကိုအမျိုးသားအကျိုးစီးပွားကိုအခြေခံရမယ်အမျိုးသားအကျိုးစီးပွားကိုထိခိုက်တဲ့ဝင်ရောက်ဆွတ်ဖက်မှုမျိုးတော့ကျွန်တော်တို့ကလက်ခံနိုင်စရာအကြောင်းမရှိเนาะအဲ့ဒီနေရာမှာတော့ကျွန်တော်တို့ပြတ်သားရမယ်သို့တော့တန်းတူညီမျှမှုအခြေခံပေါ်မှာနှစ်ဦးနှစ်ဖက်အကျိုးစီးပွားရှိတဲ့ဆက်ဆံရေးမျိုးကိုတိဆောက်လို့ရဆိုတဲ့သဘောတရားတော့ကျွန်တော်တို့ပြောရမယ်เนาะအဲ့တော့အရှိတရားကိုကျွန်တော်တို့လက်ခံရမယ်သို့တော်လည်းပဲကျွန်တော်တို့ရဲ့နိုင်ငံတကာဆက်ဆံရေးသည်အင်အားစုအားလုံးနဲ့အဆင်ပြေအောင်ဆက်ဆံရေးအဲ့ဒီနေရာမှာလည်းအမျိုးသားအကျိုးစီးပွားပေါ်မှာအခြေခံတဲ့တန်းတူညီမျှမှုအခြေခံပေါ်မှာဆက်ဆံရေးမိမိရဲ့အားကိုမိမိတိဆောက်ရေးနော်နောက်ကျွန်တော်တို့ရဲ့ညီညွတ်မှုပေါ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မညီညွတ်ဘူးတယောက်တစ်ပေါက်ဖြစ်နေလို့ရှိရင်ဒါတေးကြတာပေါ့သူတို့အကျိုးစီးပွားတွေသူတို့ခွဲကစားမှာပဲလေနော်ခွဲကစားမှာပဲသူတို့တပည့်မွေးနိုင်တဲ့လူတပည့်လာမွေးမှာပဲသူတို့ဆရာမွေးရမယ်လူလည်းဆရာမွေးလိုက်အောင်မှာပဲနော်တပည့်မွေးရမယ်လူလည်းတပည့်မွေးမှာပဲဆိုတော့အဲ့ဒီလိုမျိုးဝင်ရောက်ဆွတ်ဖက်မှုတွေကိုခံနိုင်တဲ့ကိုယ်ကံအားကောင်းမှာမဟုတ်ဘူးနော်ကျွန်တော်တို့ကိုယ်ကံအားကောင်းလို့ရှိရင်အပြင်ကယောဂမဝင်နိုင်ဘူးအဲ့တော့ကိုယ်ကံအားကောင်းမှုဒီဘယ်ပေါ်မှာမူတည်လဲဆိုတော့ကျွန်တော်တို့အချင်းချင်းကြားထဲမှာယုံကြည်မှုဟလာပူးပေါင်းဆောင်ရွက်မှုစီလုံးမှုဒီအခြေခံတွေပေါ်မှာအများကြီးမူတည်ပါတယ်ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆိုတော့အဲ့ဒါတစ်ခုပေါ့လေနောက်တစ်ခုကစောစောဆရာလည်းဒီ UN ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောတော့လေကျွန်မနည်းနည်းဟိုအဲ့ဘက်ကိုနည်းနည်းလောက်ပြန်ပြီးတော့သွားကြတယ်ပေါ့အခုကတစ်ဖက်မှာလည်းရွေးကောက်ပွဲတွေဘာတွေလုတ်ပလိုက်တယ်ဆိုတဲ့ခါကျတော့ဘာပဲဖြစ်ဖြစ်အယောင်ပြအစိုးရပဲဖြစ်ပေါ့နော်အသွင်ပြောင်းသူတို့ကတော့အသွင်တချို့ကတော့အသွင်ပြောင်းအစိုးရပါညာနဲ့ပြောတယ်ပေါ့ဘာလို့ဆိုတော့အသွင်ပြောင်းလိုက်တဲ့အတွက်ကြောင့်မလို့ဟိုယူနီဖောင်းတွေဘာတွေပြောင်းလိုက်တဲ့အတွက်ကြောင့်မလို့အသွင်ပြောင်းအစိုးရပါညာနဲ့ဆိုပြီးတော့ပြောတာပေါ့ဆရာအဲ့တော့အခု UN မှာဒီတာမတ်ကြီးဦးကျော်မိုးထွန်းစစ်ချီရေးပေါ့နော်စစ်ချီရေးဟာဒီလက်ရှိဖြစ်ပေါ်နေတဲ့အခင်းကျင်းတွေကအဲ့ဒီအပေါ်မှာတွားပြီးရိုက်ခတ်မှုရှိနိုင်မလားပေါ့ဆရာဘယ်လိုယူဆတယ်လဲပေါ့နော်အဲ့တော့ကျွန်တော်မြင်တာတော့ဒီလာမယ့်ကာလတွေမှာဒီဟိုဘောမြန်မာနိုင်ငံရဲ့ကိုစားပြုမှုကိုယ်စားလှယ်နဲ့ပတ်သက်လို့ဒီ credential challenge ပေါ့နော်ဒီကုလသမဂ္ဂရဲ့ဒီ credential challenge ခေါ်တဲ့ committee လို့ခေါ်တဲ့ကုလသမဂ္ဂ committee နဲ့အဲ့ဒီ credential ကိစ္စကိုဆွေးနွေးတဲ့ debate မှာမြန်မာ issue ကတက်ကောင်းတက်လာနိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့လက်ရှိရွေးကောက်ပွဲကို
ဟလာဘေးပတ်ဝန်းကျင်အင်အားကြီးနိုင်ငံတချို့ကထောက်ခံပြီးတော့အတိမတ်ပြုနေတာတွေကျွန်တော်တို့တွေ့ရတယ်နော်အဲ့တော့ထောက်ခံအတိမတ်ပြုမှုတဲ့နောက်ွယ်မှာဒီရွေးကောက်ပွဲရလဒ်ကိုအခြေခံပြီးတော့လက်ရှိနေပြည်တော်အခြေစိုက်အစိုးရရဲ့ကိုယ်စားလှယ်ရရှိရေးကြိုးပမ်းမှုတည်ပြန်ပြီးတော့စူးစမ်းလာနိုင်တဲ့အနေအထားရှိတယ်နော်ဆိုတော့အဲ့ဒီအနေအထားကနံပါတ်1ကျွန်တော်တို့တခုကတော့ကျွန်တော်တို့အနေနဲ့တတ်နိုင်ဆုံးစူးစမ်းရမယ်ဒါတွေကဆွေးနွေးမှုတွေဖြစ်လာလို့ရှိရင်မဲခွဲမှုတွေဖြစ်ပေါ်လာနိုင်တယ်နော်မဲခွဲမှုတွေဖြစ်ပေါ်လာနိုင်တယ်အဲ့ဒီလိုမဲခွဲမှုတွေဖြစ်ပေါ်လာတဲ့အခါမှာကျွန်တော်တို့က liberal democracy နိုင်ငံအင်အားစုတွေမဲတယ်မဟုတ်ဘူးနော်တခြားကဘာကြီးကုလသမဂ္ဂအဖွဲ့ဝင်တွေဆိုတာအကုန်လုံးက liberal democracy နိုင်ငံမှာမဟုတ်ပဲနော်ဒီဘရင်စနစ်နဲ့အုပ်ချုပ်တဲ့နိုင်ငံတွေရှိမယ်အာဏာရှင်စနစ်နဲ့အုပ်ချုပ်တဲ့နိုင်ငံတွေရှိမယ်ဒီမိုကရေစီတစ်စိတ်တစ်ပိုင်းနဲ့အုပ်ချုပ်နိုင်ငံအမျိုးမျိုးရှိတယ်အဲ့ဒီအခါမှာမဲတွေကကွဲနိုင်တာပေါ့နော်ဆိုတော့အတတ်နိုင်ဆုံးကြိုးစားရမယ်သို့တော့မဲကွဲနိုင်တယ်နောက်ကမ္ဘာပေါ်မှာဖြစ်ပေါ်နေတဲ့အနေအထားကကုလသမဂ္ဂထဲမှာလည်းလူဆိုးနဲ့လူကောင်းကလူဆိုးကပိုများတယ်နော်ဆိုတော့သူ့အလှဲ့မှာငါတို့ကသွားပြီးတော့မထောက်ခံလို့ရှိရင်ငါအလှဲ့လည်းသူတို့ထောက်ခံမှာမဟုတ်ဘူးသူ့အလှဲ့မှာငါတို့ကကန့်ကွက်နေရင်ငါအလှဲ့မှာလည်းသူတို့ကကန့်ကွက်မှာပဲဆိုတော့ဒီကုလသမဂ္ဂမှာဘယ်လိုခေါ်မလဲ president ပေါ့ president ဆိုတာကဖြစ်စဉ်ပေါ့ record ပေါ့နောက်ပိုင်းမှာပြန်လည်ပြီးတော့ညီညွတ်ကိုးကားစရာပေါ့ဒီလိုနိုင်ငံမှာဒီလိုမျိုးထိုင်ကုန်နေရာနဲ့ပတ်သက်လို့အပြောင်းအလဲဖြစ်သွားပြီမဲ့ဒီလိုမျိုးရွေးကောက်ပွဲဖြစ်သွားတဲ့အခါမှာတရားသည်ဖြစ်စေမတရားသည်ဖြစ်စေရွေးကောက်ပွဲနိုင်တဲ့လူကိုပေးလိုက်တာပဲဆိုတော့ဖြတ်ထုံးပေါ့နော်အဲ့ဒါမျိုးကိုမြင်ကျင်တဲ့နိုင်ငံတွေလည်းရှိနိုင်တာပဲနော်ဒါကြောင့်မလို့ကျွန်တော်တို့ဒီအငင်းခုန်မှုစီအရင်ကတည်းမြင့်မားလာနိုင်တယ်နော်သို့တော့အတတ်နိုင်ဆုံးကျွန်တော်တို့ထောက်ခံမှုကိုရဖို့တော့ကျွန်တော်တို့ကြိုးစားရမှာပဲသို့တော်လည်းပဲကုလသမဂ္ဂမှာရှိတဲ့မြန်မာ agenda ပေါ့မြန်မာအစီအစဉ်ကတော့ခဏ credential challenge မှာဆက်ပြီးတော့ဟာလာဥကြုံမိုးထွန်းနေနဲ့ကင်နိုင်နေဖြစ်စေမကင်နိုင်နေဖြစ်စေကျွန်တော်ယုံကြည်တာဆက်ရှိနေမှာပဲနော်ဗမာနိုင်ငံရဲ့လက်ရှိဒီမိုကရေစီအသွင်ကူးပြောင်းမှုမရှိသေးဘူးရဆက်ရှိနေမှာဖြစ်တယ်လို့ဒီကုလသမဂ္ဂနဲ့နိုင်ငံတကာမှာမြန်မာနိုင်ငံဟာအကြောင်းကိစ္စရပ်ကိုတင်ပြနိုင်မှုအနေအထားတွေတကားတွေပွင့်နေတာတွေကတော့ဆက်ပြီးတော့ရှိနေဦးမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဟုတ်ကဲ့ဆရာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်မနောက်ဆုံးမေးချင်တာပေါ့ဆရာရင်အခုတော့အခုကြည့်ရတာကတော့အခုစစ်တပ်ဘက်ကလည်းပေါ့နော်နောက်ကတရုတ်နှစ်ကြောင်းပေးနေတာလည်းပါရင်လည်းပါမှာပေါ့နော်အခုတိုင်းရင်းသားတွေနဲ့ဒီ NUG ကြားထဲမှာဒီမိုကရေစီအင်အားစုတွေကြားထဲမှာသူတို့ခွဲကစားဖို့ဆိုတဲ့ပုံစံမျိုးလှုပ်လာတွေ့ရတာပေါ့ဥပမာဆို KIA ကိုညှိနှိုင်းမှုစာပို့တာဆိုတာမျိုးဟို DAB ခက်တုံးကလိုပုံစံမျိုးတွေလှုပ်ဖို့ကြံရွယ်နေတာပေါ့လေအဲ့တော့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေခေါ်မယ်ပြီးလို့ချင်းတစ်ဖွဲ့ချင်းတွေနဲ့သူခွဲပြီးတော့ကစားမဲ့အနေအထားမျိုးတွေရှိတာပေါ့လေဆရာစိုးရိမ်မှုပါရှိလဲပေါ့နိကုံးချုပ်အနေနဲ့ဘယ်လိုဘာများအကြံပြုချင်တယ်လဲပေါ့ဒီအနေအထားပေါ်မှာဘာတွေတတိထားဖို့လိုမလဲပေါ့အဲ့ဒါလေးကိုဆွေးနွေးပေးပါလားဆရာအဲ့တော့ကကျွန်တော်တို့ကဒီစစ်အာဏာရှင်တွေရဲ့ဒီခွဲခြားမှုကျွန်တော်တို့ရဲ့ညီညွတ်ရေးကိုခွဲခြားမှုเนาะခွဲခြားပြီးတော့သူတို့ရဲ့အကျိုးစီးပွားအတွက်ကစားတဲ့ကိစ္စတွေဒါတွေကကျွန်တော်တို့သမိုင်းမှာဖြတ်သန်းခဲ့ဘူးเนาะဟိုအနည်းကဆုံးဖြတ်သန်းရတာတော့ကျွန်တော်2010အလွန်ကာလတွေပဲเนาะကျွန်တော်တို့ဒီဟလာဒီပြည်တွင်းငြိမ်းချမ်းရေးအတွက်အပြည့်အခါရစဲရေးတဲ့လက်မှတ်ထိုးခဲ့ကြတယ်တယောက်ချင်းနဲ့ထိုးတာရှိတယ်အုပ်စုလိုက်လက်မှတ်ထိုးခဲ့ကြတာရှိတယ်ဟာတနိုင်ငံလုံးအပြည့်အခါရစဲရေးဆိုပြီးတော့ထိုးတဲ့လူလည်းရှိတယ်မထိုးတဲ့လူလည်းရှိတယ်เนาะဟိုဘက်ကဘာလဲဆိုတော့ကျွန်တော်တို့ညီတညွတ်တဲ့တန်နဲ့ကျွန်တော်တို့ကဒီဆွေးနွေးစပွဲပေါ်မှာနော်ဒီ bargain လောက်တာပေါ့အပေးယူလောက်တာမျိုးသူတို့မကြိုက်ဘူးနော်မလိုလားဘူးဘာလို့ဆိုတော့တညီတညွတ်နဲ့လောက်မယ်ဆိုလို့ရှိရင်ဒါအားဖြစ်လာမှာနော်ဆိုတော့အမြဲတမ်းခွဲကစားတယ်အဲ့တော့အမြဲတမ်းခွဲကစားတယ်ဒီဘက်ကလည်းအမြဲတမ်းကွဲတာပဲနော်ဆိုအဲ့ဒီသမိုင်းအမှားတွေကိုထပ်မလုပ်မိအောင်ကျွန်တော်တို့ဘယ်လိုလုပ်ကြမှာလဲနော်အဲ့တော့အဲ့ဒီလိုဖြစ်သွားခြင်းအကြောင်းရင်းဒီကျွန်တော်တို့အချင်းချင်းကြားထဲမှာငါတို့ကညှိလို့မရပါဘူးเนาะပေးနိုင်တဲ့လူရှိကနေရသလောက်ပဲယူတော့မယ်ဆိုတော့เนาะကျွန်တော်တို့အနာဂတ်ပေါ်မှာယုံကြည်မှုပပျောက်လာတာရဲ့လက္ခဏာပဲเนาะငါတို့အားလုံးကတယောက်တယောက်ညှိပြီးတော့အားဖြစ်လာအောင်မဖော်ဆောင်နိုင်ဘူးအဲ့တော့ပေးနိုင်တဲ့လူရှိရသလောက်ယူမယ်ဆိုတဲ့အမြင်ဒီလိုမဖြစ်အောင်
ကျွန်တော်တို့ကြားထဲမှာခုနပူပေါင်းဆောင်ရွက်မှုနဲ့ညှိနှိုင်းဆောင်ရွက်မှုအဲ့တော့ညှိနှိုင်းဆောင်ရွက်မှုလုပ်တဲ့အခါမှာတစ်ဖက်အာဏာရှင်အင်အားစုနဲ့ညှိနှိုင်းဆောင်ရွက်တဲ့နေရာမှာဟိုဘက်ကအဓိကလက်နက်အင်အားအဓိကစစ်အင်အားအခြေခံပေါ်မှာချိန်ကြောက်မှုဆိုတာအများတန်းရှိတယ် deliberate နဲ့ချိန်ကြောက်တယ်အဲ့ဒီအခါမှာကျတော့ဘယ်လိုခေါ်မလဲအပေးအယူတွေလောက်ကြတယ်နော်အပေးအယူတို့ရက်ရက်ရောရောလောက်တယ်နော်ရက်ရက်ရောရောလောက်တယ်သို့တော့စစ်အင်အားရတစ်ဖက်နဲ့တစ်ဖက်သူမသာကိုမသာအုပ်စုတွေကြားထဲမှာကြတော့အပေးအယူလှုပ်ဆောင်ရေးမှာမရက်ရောဘူးနော်တယောက်တယောက်စစ်အင်အားကြီးသည်ဖြစ်စေငယ်သည်ဖြစ်စေနိုင်ငံရေးရညှိနှိုင်းမှုတွေလုပ်တဲ့အခါမှာငါတို့လက်ရှိယာယီအားဖြင့်ပဲသဘောတူတူအနာဂတ်အတွက်ပဲသဘောတူတူဒါတွေရအောင်အပေးအယူအလျှော့အတင်းနဲ့လုပ်ကြရမယ်ဘယ်သူကမှအသာစီးရမှုတွေကိုမလုပ်ကြဘဲနဲ့တန်းတူညီမျှမှုအခြေခံပေါ်မှာအင်အားကြီးတဲ့တိုင်းရင်းသားအင်အားစုဖြစ်စေအင်အားနည်းတဲ့တိုင်းရင်းသားဖြစ်စေဟလာလွန်ခဲ့တဲ့9နှစ်ကမှရောက်လာတဲ့ဟလာ PDF အင်အားစုပဲဖြစ်စေဒီမိုကရေစီအင်အားစုတွေပဲဖြစ်ဖြစ်လှုပ်ဆောင်တဲ့အခါမှာငါတို့ကတန်းတူညီမျှမှုအခြေခံတွေပေါ်မှာအပြန်အလှန်အတိမတ်ပြုပြီးတော့နော်ဘယ်သူမှအထက်စီးရနေမလုပ်ဖဲနဲ့ညှိကြနှိုင်းကြမယ်ဟလာပူပေါင်းဆောင်ရွက်ကြမယ်ဆိုတဲ့အမြင်တွေကိုလက်တွေ့ကျင့်သုံးမှုလိုတယ်လို့ကျွန်တော်တို့မြင်ပါတယ်ကျွန်တော်တို့ရဲ့ယဉ်ကျေးမှုသည်စစ်အင်အားပေါ်မှာအခြေခံတဲ့အပေးအယူလုပ်မဲ့အစားနိုင်ငံရေးအရဖြစ်သင့်ဖြစ်တိုက်တဲ့စံချိန်စံညွှန်းတွေအပေါ်မှာအခြေခံတဲ့ညှိနှိုင်းဆောင်ရွက်မှုမျိုးပဲဖြစ်တဲ့ကျွန်တော်မြန်မာနိုင်ငံက militarism လို့ခေါ်တဲ့စစ်ယဉ်ကျေးမှုကလွှမ်းမိုးတဲ့အခါကျတော့နိုင်ငံရေးအပေးအယူတွေလုပ်တဲ့အခါမှာတယောက်တော့အပြန်အလှန်လေးစားမှုပေါ်မှာစံချိန်စံညွှန်းနဲ့အတွေးခေါ်နိုင်ငံရေးစံချိန်စံညွှန်းယုံကြည်ချက်တွေပေါ်မှာအခြေမခံဘူးစိတ်အင်အားပေါ်မှာအခြေခံတယ်စိတ်အင်အားကြီးတဲ့လူကအမြဲတမ်းအထက်စီးလိုချင်တယ်အမြဲတမ်းအနိုင်ရချင်တယ်အမြဲတမ်းကြီးစိုးချင်တယ်အမြဲတမ်းဆရာကြီးလုပ်ချင်တယ်ဆရာကြီးမလုပ်ရင်မကြည့်နိုင်ဘူးနော်ဒီယဉ်ကျေးမှုတွေကိုကျွန်တော်ဖျောက်ဖို့တော့လိုတယ်ပြင်ဖို့တော့လိုတယ်ကျွန်တော်တမိုင်းကိုရဲရင်ပြန်လဲသုံးသပ်ပါတို့ဘာကြောင့်မနိုင်တာလဲနော်အဲ့ဒီအနေအထားလေးတွေကိုကျွန်တော်တို့ဒီနေ့ဒီချိန်ခါမှာတော့တည်တည်ချာချာပြန်ပြီးတော့စမ်းစစ်ဖို့လိုတယ်ဘာပဲပြောပြောဒီနေ့အားကောင်းချက်ကပါလဲဆိုတော့နှစ်ပေါင်းများစွာတိုင်းရင်းသားအင်အားစုတွေမျှော်မှန်းခဲ့တဲ့တိုက်ပွဲဝင်ခဲ့တဲ့ Federal Democracy စနစ်ဆိုတာတိုင်းပြည်လုံးကကြေးရွာဒေသတွေအပါအဝင်အားလုံးကလက်ခံတဲ့မျှော်မှန်းချက်ဖြစ်သွားပြီဒါတမိုင်းကထူးခြားချက်အရင်တုန်းက Federal Democracy ဆိုတာဗမာအများစုနေတဲ့မြေပြန့်ဒေသလူတွေနားမလဲတခြားလုံးမှာ Federal Democracy ဆိုတာခွဲထွက်ရေးဖြစ်တယ်ပြည်ထောင်စုပြိုကွဲရေးဖြစ်တယ်ဆိုရင်မှိုင်းအောင်မှာနေလာတာဒီကနေ့မြေပြန့်ဒေသမှာရှိတဲ့ဗမာအများစုကိုယ်တိုင်ကိုကတိုင်းရင်းသားတွေတင် Federal Democracy လိုချင်တာမဟုတ်ဘူးငါတို့ကလည်းမကွေးတိုင်းကလူကမကွေးတိုင်းကိုယ်ပိုင်အုပ်ချုပ်ရေးလိုချင်တယ်မန္တလေးတိုင်းကလည်းမန္တလေးတိုင်းကိုယ်ပိုင်အုပ်ချုပ်ရေးလိုချင်တယ်နော်ဘယ်အစိုးရဒီမိုကရေစီအစိုးရဖြစ်စေဘယ်အစိုးရကမှဗဟိုဦးစီးစနစ်နဲ့ချုပ်ကင်တဲ့အနေအထားမျိုးမလိုချင်တော့ဘူးဆိုရင်အတွေးခေါ်ပြောင်းလဲမှုတည်နော်ကျွန်တော်တို့တမိုင်းရဲ့ထူးခြားတဲ့ပြောင်းလဲမှုဖြစ်တယ်အဲ့ဒီတော့ကရင်တော်လှန်ရေးရဲ့ခေါင်းဆောင်ဖြစ်တဲ့စောဘဦးကြီးကပြောခဲ့ဘူးပါတယ်ဒါကျွန်တော်တို့ကရင်ခေါင်းဆောင်တွေစီကပြန်ကြားရတာနော်ကရင်တွေရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုယ်ပိုင်အုပ်ချုပ်ရေးကိုရဖို့ဆိုတာဖက်ဒရယ်ပြည်ထောင်စုထီထောင်မှုဆိုတာဗမာအများစုရဲ့ထောက်ခံမှုလဲလိုတယ်စီရေးရပဲဖြစ်စေနိုင်ငံရေးရပဲဖြစ်စေလူဦးရေအများဆုံးကကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေဗမာလူဦးရေအများဆုံးပဲအဲ့တော့ဒီကနေ့တိုင်းရင်းသားဒေသတွေမှာစီရေးရအောင်မြင်မှုတွေတခုရလာတာတွေဒီနံပါတ်1နော်အတွေ့အကြုံမြင့်မားတဲ့တိုင်းရင်းသားအဖွဲ့အစည်းများရဲ့ခေါင်းဆောင်မှုအရေးပါတယ်လို့နော်ဒီတိုက်ပွဲဖြစ်စဉ်တွေမှာကျွန်တော်တို့ຫນွေဦးတော်လှန်ရေးကရောက်လာတဲ့လူငယ်အင်အားစုရဲ့လူအင်အားအရင်အမြစ်ကပါဝင်မှုတည်အဓိကအခမ်းအနားပါဝင်တယ်လို့ကျွန်တော်မြင်တယ်နော်လူများတယ်လူတွေအများကြီးရောက်လာတယ်လူငယ်တွေရောက်လာတယ်ဒီလူငယ်တွေဟာတိုင်းရင်းသားတပ်တရဲ့ဥဆောင်မှုအောက်မှာကျွန်တော်တို့
အသက်တွေပေးကြတယ်ကိုယ်လက်အင်္ဂါတွေပေးကြတယ်ဒါကြောင့်မလို့အုပ်ချုပ်မှုစိုးမိုးနိုင်မှုတွေကိုကျေပြန့်လာတယ်အဲ့တော့ဒီလူငယ်တွေရဲ့စွန့်လွတ်အနစ်နာခံမှုတွေအသိအမှတ်ပြုဖို့လိုတယ် by name နဲ့အသိအမှတ်ပြုဖို့လိုတယ်ဘယ်အင်အားစုတွေအတူတူတိုက်ပွဲဝင်ခဲ့တယ်နော်ဘယ်လိုဥဆောင်သောမဟာမိတ်အင်အားစုများအဲ့ဒါလို့ရေဘူးရအစာလူငယ်တွေရဲ့စွန့်လွတ်အနစ်နာခံမှုတွေကိုအသိအမှတ်ပြုပေးကြဖို့လိုတယ်9 နှစ်ကြာပြီးလာတဲ့အခါမှာအဲ့ဒီလူငယ်တွေကဥဆောင်နိုင်စွမ်းတွေလည်းရှိလာပြီသူတို့မှာစီရေးအတွေ့အကြုံနိုင်ငံရေးအတွေ့အကြုံတွေရှိလာပြီအဲ့ဒီလူငယ်တွေဒီဗမာဖြစ်ဖြစ်ကရင်ဖြစ်ဖြစ်ကချင်ဖြစ်ဖြစ်နေရာပေးဖို့လိုတယ်ခေါင်းဆောင်မှုနေရာတွေကိုပေးဖို့လိုတယ်ထိုက်တန်ပေးဖို့လိုတယ်လူငယ်တွေရဲ့ motivation စိတ်အားတက်ကြွမှုကိုချိုးနှိမ်တဲ့ဘလို့အပြုတ်အမူအပြောအဆိုလှုပ်ဆောင်ချက်တွေကိုဖြစ်စေကျွန်တော်တို့အများကြီးသတိထားပြီးတော့ရှောင်ကျဉ်စေခြင်းနဲ့ဒါကကျွန်တော်တို့ခဏတွန်လှန်ရေးမှာဒီလိုအခင်းအကျင်းမျိုးဒီဗမာသမိုင်းမှာဗမာပြည်ရဲ့သမိုင်းမှာအခါမှမရှိခဲ့ဘူးเนาะတော့ဒီခွင့်ရအောက်မှာကျွန်တော်တို့တိုင်းရင်းသားတွေပါတော့အားလုံးပါဝင်တဲ့ကျွန်တော်တို့မျှော်မှန်းချက်တွေရောက်ဖို့ဒီလောက်ကောင်းတဲ့သမိုင်းအခွင့်အရေးတစ်ခါမှဗမာပြည်မှာသမိုင်းမှာမရှိခဲ့ဘူးပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အဲ့တော့ဒါတွေကတော်တော်လေးလေးနဲ့ထားပြီးတော့စဉ်းစားသုံးသပ်ရမယ့်အရာတွေဖြစ်ပါတယ်ဟုတ်ကဲ့ကျမတို့ဒါဒီနေ့အစီအစဉ်ကတော့ကျမတို့ဒီနေ့ဆွေးနွေးခဲ့တာကတော့ဒါလက်ရှိຫນွေဦးတော်လှန်ရေးရဲ့အကြက်အတဲစိန်ခေါ်မှုတွေနဲ့ဒီအနာဂတ်အလားအလာတွေအကြောင်းဖြစ်ပါတယ်အဲ့တော့လက်ရှိအနေအထားကိုသုံးသပ်ပြီးတော့ဘယ်လိုမူဝါဒတွေနဲ့ဆက်ပြီးတော့သွားတင်တယ်လဲဘယ်လိုခိုင်မာအားကောင်းအောင်ဒီနားလည်မှုတွေတိဆောက်တင်တယ်လဲနောက်ပြီးတော့တခါတရုတ်ကဝင်ပြီးတော့ဒီအဆုံးဖြတ်ပေးတဲ့အနေအထားအောက်မှာပဲလက်သင်ခံပြီးဆက်သွားမလားဆိုတော့ဒါဆိုရင်တော့ဒါဆောစောကပြောခဲ့သလိုပေါ့နော်တရုတ်သဘောမတူရင်အာဏာရှင်စနစ်အောက်ကနင်တို့လွတ်မြောက်ခွင့်မရှိဘူးဆိုတာကိုလက်ခံလိုက်တာနဲ့အတူတူပါပဲအဲ့တော့ကိုယ့်အချင်းချင်းမညီညွတ်ရင်တစ်ဖက်ချင်းဆွဲဖက်ပြီးတော့စစ်တပ်ဘက်ကစားသုံးသွားတာကိုလည်းခံရမှာပါအဲ့တော့ဒီဘဝကိုလက်သင်ခံမလားလက်သင်မခံဘူးလားဒါတော်လှန်ရေးမှာဒီဥဆောင်အခန်းကဏ္ဍမှာပါဝင်တဲ့သူတွေဆုံးဖြတ်ရမှာဖြစ်တယ်လို့တင်ပြရင်းနဲ့ဒါဒီနေ့တွေ့ဆုံဆွေးနွေးမှုကိုဒီမှာဆုံးသက်မှာဖြစ်ပါတယ်ဆွေးနွေးပေးတဲ့ဆရာဒေါက်တာတောင်ထုံးကို DVB ကနေအထူးကျေးဇူးတင်ပါတယ်နားထောင်နေကြတဲ့ပရိသတ်တွေကိုလည်းကျေးဇူးတင်ပါတယ်ရှင်ကျွန်မအမေမြတ်